စဉ်ဟောကြားအပ်သောခဏ၄ပါးပဲအမည်ပေးသောတရားတော်ပရိသတ်ပါတရားခဏ၄ပါးပဲလို့အမည်ပေးတဲ့တရားနဲ့ဓမ္မဒါနပြုပါမယ်။ဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်တရားတော်မြတ်ရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်များကိုသိကျူးဖွဲ့ဆိုထားတဲ့ခါရတော်မြတ်ကိုရွတ်ဆိုပူဇော်ပြီးတော့ဘုန်းကြီးတို့ဓမ္မသဘင်ဖွင့်ပါမယ်။အလုံးသောဓမ္မဆွေတော်မျိုးတော်ပုဂ္ဂိုလ်မောင်းတီတော်ကောင်းတို့ကလည်းပဲလက်အုပ်လေးတွေကြီးမြတ်လွှာလေးတွေချထားပြီးတော့တရားနာနေတဲ့အချိန်မှာတယ်လီဖုန်းများကိုပိတ်ပြီးတော့ငြိမ်ငြိမ်သက်သက်နဲ့နာကြားပူဇော်ကြရအောင်ဘုရားလောကေသမုပ္ပါနောဟိတာယသဗ္ဗပါဏိနံဓမ္မလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံသံဃာလောကေသမုပ္ပါနောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝေနာဒုက္ခိတာဟောတုသာတောဘောဓအရဟံတသုတယမူကာတောနာယမမြေခောဓမဖေယရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခမိမြတ်စွာသတ္တဝါတို့ဤဟိတာယလောကီလောကုတ္တရာနဗျာသောအစည်းအဝါအလုံးငါလောကီလူပြေနယလောကတအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလီတံဖောလီတံနိဗ္ဗာန်ပရိယဟုဆိုအပ်သောအမြတ်တော်သာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသန္တရာချမ်းသာဖို့ယံအလုံးငါလောကေလူပြေနယလောကတအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမကထံလီယောဖလထံလီယောဆိုအပ်သောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကားဝယခုလည်းရှိထင်ပေါ်သံဃာတော်အရှင်မြတ်အပေါင်းတို့သည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့ဤ
အနုတ္တရအတုမရှိမြတ်လားစွာသောဘုံညခေတံကောင်းမှုမျိုးတို့ဆိုင်ပြူကျဲချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနရဲ့လောကဓာတ်အတွင်၌သမုပ္ပန်နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဤသို့နှုတ်သံဘောထုတ်ပြောင်း၍ဟုတ်မှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်ဆွေကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပရိသတ်အပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြဲစီဝါတက်လျက်စေဆက်ရွှင်လန်းဝမ်းပန်းတသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနိဒုက္ခသာကိုယ်ဤဆင်းရဲခြင်းစေဤဆင်းရဲခြင်းကိုယ်စိတ်နှပါတို့ဤဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒပိပရာနုဝါဒပိဒန္တာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘိယပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလောအပ်သောမေတ္တာဓာတ်အရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာသလိုထိုင်ပြီးတော့နားလို့ရပါတယ်။ဗာတရားနဲ့ခဏနေပါပဲပြောကြည့်ပါဦးဧတရာဟိတနာတိညာဣဒရံဣဒဇီဝိတံဣဒရံဣဒရာတောညတဝါဒီပံဂိရာထပန္တိတောဣဒရာဟိတနာတိညာဣဒရံဣဒဇီဝိတံဣဒရံဣဒရာတောညတဝါဒီပံဂိရာထပန္တိတောဘေခဝေပရိသတ်လေးပါးချက်သားချက်သမီးတို့ဓနဝါသင်တို့ပိုင်ဆိုင်ထားတဲ့စီးပွားချမ်းသာမှန်သမျှတို့သည်၎င်းဒီညာဝါသင်တို့ပိုင်ဆိုင်ထားတဲ့စဘာစားတဲ့အကောင်ပဲသီးနှံတို့သည်၎င်းဣဒရံဒီရှိမှုတတံအဖြင့်အလွန်ကိုတိုးတောင်းလာပါ၏ဟိသဇံထိုစကားမှန်လာပါ၏ဣ
Ida ima dami loki ilu loka lupawa jide nai Siwi dami adashini taingwe ya yin sura leve Eidarao dake gowe do down lava vi Bhikkhave parita liva chitta chitta mido Pandito akao aso ajaung ajogo khwe cha ti myin panya shin phit de puggol thi Eidarao lupawa ye do down ne tattang kala li ko Eidara do ngaya tha de lupawa soda Khana li tattang do do li bala ye lo Nyadawa nya phit tin tin tat win sin nyin pyi yue Di ban eri bawa do do li de ma phit Dhamma so de chong ka li ko Kayira tha ni dai nya dai a chain dai ma Kaung swa ma thwe ti saw appa bhe do tati Idara idana dinya idara ida ziwida Predai didi tanama sinomya phaya Phoi along no tattwa mya atwat miat ya ke de saka do thi Predai Sakalong ne pyo yin tati pe de saka nakhon ne Let we judge a little bit tight down it, Zaga the con. Bound like my brother is Zagab and the comments. Don't go messy there. Yam Yasa Viaye, Dizagali, Tongo, Pomono, the Conye, Yamab, Yambiba me. Sinom Yabia Melane, Cheda Cheda Mido. Mino Alo Gozi Gozi Yatade, by Simusi Wachandari, Soda Shija Bare. Predai Payashin Minane Mino Aloma Gozi Gozi Ve Pai Sain Tare Siwa Chandari Shide Mashiula Predai Sini Shiri Gwiri Shime Daidi Gari Saini Shime Chayam Biaziri Shime Edari Gopyoda Tajao Cheda Cheda Mido Mino Aloma Gozi Gozi Pai Sain Tare Siwa Chanda Myosong Shibade Eri mino yada de pai saida de siwa chanda riti Turo ye ti si mu tatta ne chi yin lebe khana li ba be kwa Mino ye pai sai khwet so de a chain li ha le khana li ba be Da li ko pyo ta Alon tho do dhamma sui ro myo ro de pritha yi pai saida de siwa chanda ri ka a kya ji pai sai khwet yada la khana li la Eri pai sai mu so de siwa chanda ri ko nga pai ne lo pyo ni de ko ye pai sai khwet nga yo a kya ji la khana li la Khana li ba be Da ka pritha yi pai sai mu siwa ri ko pyo ta Now that yet Yodo Myodari lo, Chanda de Bogori, Mohobene, Ho, Donya le Loni de Bawago, Yongania de Down le the Mario Masiula. Eri Luri ati the deep Belaida. Cheda the Mido de Meno Nizen Yani de Zavasa de Kaubentina and we ha lebe. Turoye that dan Tishimu hale, Kanalibe de Eri. That dan tishimu khana libe de pai sai mu mino ga le khana libe Predai savari peri pyaung ni nan ni wari pai ni de taung tu le thama ri mashi bu la Tu ro ya lai de eri thina myo song nga yo a kya ji ti nida la khana libe Da so eri thina ni pai sai ngwe ya de tu ro a a kya ji pai sai ngwe ya la khana libe khana libe da ko pyo ta Ane jo ye, Predai, Luranza, Allah, Didi, Agong, Bamadawla. Chanda Vare Sure, Luria, Sini, Shri, Widi, Didi, Gari, Baizamuri, Ini Yari, Saini, Agolong, Haleve,
တီရှိမို့တတံအပြင်လေခဏလေးဖြစ်တယ်လို့ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာလေခဏလေးပါပဲလို့ရှင်တော်မြတ်ဘုရားမိန့်လိုက်ပါတယ်အေးအဲ့ဒီလိုစိတ်တွေရွှေတွေငွေတွေအများကြီးမချမ်းသာပဲမချမ်းသာ냐တော့လည်းပဲမိုးလေဝသအခြေအနေကိုကြည့်ပြီးတော့လေယာထဲမှာလှုပ်ကိုင်းလို့ပိုင်ဆိုင်ခွင့်ရတာတဲ့တောင်သူလေသမားကြီးတွေရဲ့စပါးတွေပဲတွေပြောင်းနေနှမ်းနေဝါတွေဟာလည်းပဲဒီရှိမို့တတံအဖြစ်လေခဏလေးပါပဲအဲ့ဒီဟာတွေကိုပိုင်ဆိုင်ခွင့်ရတဲ့သူတို့ရဲ့ပိုင်ဆိုင်ခွင့်ဟာလည်းပါတယ်လေခဏလေးပါပဲဒီစကားလေးနှခွန်ပြောပြီးတဲ့အချိန်တို့မြတ်စွာဘုရားများစကားတခွန်ပြောတဲ့နောက်မှလေခိုင်မာတဲ့ပရိသတ်ကြီးဒီကနေ့ခေတ်စကားလေးနဲ့ခေတ်မိမိပြောရင်တာဝန်ယူမှုပေါ့ဟုတ်လားနောက်စကားလေးဣတရံဣထစီဝိတံဟိသေဇာငါဘုရားရှင်ကိုယ်တော်မြတ်မိန်ကြားလိုက်တဲ့ဒီစကားကတကယ်ကိုအမှန်ပါပဲငါဘုရားမင်းတို့ကိုပြောလိုက်တဲ့စကားကအမှန်ပဲကွာဘာဖြစ်လို့လဲဆိုရင်တဲ့ဣဒာဣမသမေလောကေဟောဒီလူပြေလောကလူလောကကြီးတိုင်း၌အသက်ရှင်နေထိုင်ခွင့်ရခြင်းဆိုတာလည်းပဲဣတရံခဏလေးပါပဲငါဘုရားမင်းတို့ကိုအမှန်ပြောတာကွာတဲ့မင်းတို့အဲ့ဒီပိုင်ဆိုင်ထားတဲ့စီးပွားချမ်းသာယရနာမျိုးစုံပိုင်ဆိုင်ထားတဲ့ကောက်ပဲသီးနှံမျိုးစုံဟာဘလောက်ပဲများပါတယ်ဘလောက်ပဲပိုင်ပါတယ်လို့ပြောအဲ့ဒီပိုင်ဆိုင်သမျှကိုမင်းတို့သည်ဟောဒီခန္ဓာကိုယ်ကြီးနဲ့ယဉ်ပြီးမှရအောင်ရှာလာရတာကြီးပါပဲဟုတ်လားမဟုတ်လားတို့အားလုံးရဲ့ပိုင်ဆိုင်မှုဘာပဲဖြစ်ဖြစ်သီးသီးလေးကနေအကြီးအထိဒီခန္ဓာကိုယ်ကိုမယဉ်မဲနဲ့ခန္ဓာကိုယ်နဲ့မရှာဘဲနဲ့ရလာတဲ့ပိုင်ဆိုင်မှုရှိလားကြည့်ဘူးဒါကြောင့်မြတ်စွာဘုရားကခိုင်မာအောင်ပြောလိုက်တာအေးမင်းတို့အဲ့ဓာတွေပျက်စီးတာဘာဆမ်းမှလဲကွာတဲ့အဲ့ဓာတွေရအောင်ရှာနေတဲ့မင်းတို့ရဲ့ဘဝခန္ဓာကြီးမင်းတို့ရဲ့အသက်ဆိုတဲ့ဇီဝိတ္တိန္ဒြေတရားဟာလေဒီဘဝမှာအကြာကြီးနေရတာမှမဟုတ်ပဲခဏလေးပဲပိုရှင်းမသွားဘူးလားဒီစကားလေးနှခုံးနဲ့ကိုယ့်ကိုယ်ကိုတတိပြန်ဆင်ញင်ပြီးတော့လေငါပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုဇီဝချမ်းသာတွေကလည်းခဏလေးဖြစ်သလိုပိုင်ဆိုင်ခွင့်ရရင်ငါရဲ့ပိုင်ဆိုင်ခွင့်ဆိုတာလေခဏလေးပါပဲအဲ့ဒီပိုင်ဆိုင်မှုတွေကိုရှာနေတဲ့ဟောဒီငါရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကြီးဟာလည်းပဲအကြာကြီးနေရမှာမဟုတ်ဘူးနှစ်တရာအတွင်းခဏလေးအတွင်းမှာပဲသိရမှာပဲလို့အဲ့ဒီလိုပြိဿရဲ့ဆင်ခြင်ဉာဏ်ဝင်အောင်လို့မြတ်စွာဘုရားတတိပေးတဲ့အနေနဲ့မိန့်တာပါဘာဝင်အောင်လို့ဆင်ခြင်ဉာဏ်ဝင်အောင်လို့ပြောပြီးတော့မှပြိဿရဲ့အဲ့ဒီမှာဆင်ခြင်တဲ့ပုဂ္ဂိုလ်နဲ့မိနေတဲ့ပုဂ္ဂိုလ်တွေခွဲလိုက်တယ်ကြည့်ဗန္တိတော်အကောင်းအစွာအကြောင်းကျိုးကိုခွဲခြားသိမြင်ပညာရှင်ဖြစ်တဲ့သူတော်ကောင်းသည်လာပြီပြိဿကြီးအကောင်းကိုလည်းသိတယ်အဆိုးကိုလည်းသိတယ်အကြောင်းကိုလည်းသိတယ်အကျိုးကိုလည်းသိတယ်ကုသိုလ်ကံကိုလည်းသိတယ်ကုသိုလ်ကံရဲ့ပြီးမဲ့ကောင်းကျိုးကိုလည်းသိတယ်အကုသိုလ်ကံကိုလည်းသိတယ်အကုသိုလ်ကံကပြီးမဲ့မကောင်းကျိုးကိုလည်းသိတယ်ဒါကိုပြောတာလောကကြီးမှာအဲ့လိုခွဲခြားခြားသိတဲ့လူတွေရောမရှိဘူးလားခွဲခြားခြားမသိဘဲနဲ့မိရောနေတဲ့လူတွေရောမရှိဘူးလားဒါကြောင့်ဘုရားရှင်ပေးလိုက်တာဗန္တိတော်အကောင်းအဆိုးအကြောင်းအကျိုးကိုခွဲခြားသိမြင်ပညာရှင်ဖြစ်တဲ့ပုဂ္ဂိုလ်သည်လာပြီဣတရံအသာအဖြစ်တိုးတောင်းလာတဲ့ဟောဒီလူဘဝရဲ့တတ္တန်တိုကာလလေးကိုယ့်ရဲ့တတ္တန်လေးကိုသူပြန်ပြီးတော့ဆင်ញင်နေဣတရတော်ငါယာထားတဲ့လူဘဝဆိုတာခန္ဓာလေးတတ္တန်တိုလေးပါလာရဲ့လို့မြတ်တော်ဝါဉာဏ်ဖြင့်ထင်သက်ဝင်ဆင်ញင်ပြီးတဲ့အကောင်အဆိုအကြောင်းကျိုးခွဲခြားသိမြင်တဲ့ပညာရှင်ကြတော့အိုးငါရထားတဲ့လူဘဝကကြာကြီးမဟုတ်ဘူးခဏလေးပဲငါပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတွေကလည်းအကြာကြီးမဟုတ်ဘူးခဏလေးပဲလို့အမြဲတမ်းတတိက
ညာနဲ့သက်ဝင်ဆင်ញင်ပြီးတော့ဒီတိုင်းမနေဘူးဒီပံအဲ့ဒီဘဝတူတူခဏလေးရဲ့အတွင်းမှာပြိဿရေမိမိရဲ့ဘဝထဲမှာဓမ္မစတဲ့ကျွန်းကိုအမြဲတမ်းတည်ဆောက်ပြီးတော့နေတယ်ပြိဿရေဘာကျွန်းကိုတည်ဆောက်ပြီးတော့နေလဲဓမ္မဆိုတဲ့ကျွန်းကိုတည်ဆောက်ပြီးတော့နေတယ်အဲ့ဒါဒီနေရာမှာတို့အားလုံးစကားသုံးခုနားလည်ပြီဆိုရင်ဒါလေးနည်းနည်းချက်ပြောလိုက်ရင်ပိုရှင်းပါလိမ့်မယ်ရောအားလုံးသုံးခုလုံးကြားပြီးပြီဖြစ်တဲ့အတွက်ကြောင့်နံပါတ်1မြတ်စွာဘုရားမိန့်တဲ့စကားဣတရံဟိဒနံဒိညာနဲ့မင်းတို့ရတဲ့ပိုင်ဆိုင်မှုစီးပွားချမ်းသာတွေဟာခဏလေးပဲလို့ဘုရားရှင်မိန့်တဲ့စကားတို့ပြိဿကိုယ့်ဘဝထဲမှာပဲပြန်ပြီးတော့ဆင်ခြင်ကြည့်လိုက်မှန်လားမှားလားအေးမှန်တာပေါ့ဘယ်သူဟောတာလဲဘုရားဟောတာလေပြီးတော့မြတ်စွာဘုရားရဲ့ဒီစကားလေးကြည့်တို့အားလုံးဒန္တလို့ခေါ်တဲ့ပိုင်ဆိုင်မှုတွေကိုပြောလိုက်ပြီဆိုတဲ့အခါပညာရေးတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကပြိဿကြီးပညာချမ်းသာကိုပြောလားမပြောလားဘွယ်တို့ကုံတို့ကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကဘွဲ့ဒီဂရီဘယ်လောက်ရပြီလို့ပညာရဲ့ချမ်းသာကိုရှာရင်းနဲ့ပညာကိုတန်ဖိုးထားပြီးပြောကြတယ်ဇီဝချမ်းသာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကသူတို့ကလေငါတို့ကလေတိုက်ကဘယ်နှလုံးကားကဘယ်နှစည်းအတွင်းယရဏပစ္စည်းတွေကဘလောက်ပိုင်တာစသည်ဖြင့်စီးပွားကိုတန်ဖိုးထားတဲ့လူဟာပြိဿကြီးပိုင်ဆိုင်မှုကိုစီးပွားကိုပဓာနထားပြီးတော့ပြောတာမရှိဘူးလားဟောယာရုကောင်းတွေကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကလည်းပြိဿကြီးသူ့အတူကျန်တာတွေဘာပြောနေလဲဟေးငါကအခုဆိုရင်ဦးစီးမှုကွာလက်ညွန်ကွာညွန်မှုကွာညွန်ချိုးကွာဝန်ကြီးကွာစသည်ဖြင့်သူကလည်းတစ်စင်းနဲ့တစ်စင်းမြင့်သွားတဲ့ပိုင်ဆိုင်မှုစီးပွားချမ်းသာကိုဂုဏ်ယူပြီးတော့မပြောဘူးလားတကယ်လည်းပြိဿရဲ့ဘဝမှာပညာစည်းဝါးယာတုဂုံသိနေရအောင်ရှာနိုင်တယ်ဆိုရင်ဒါလူတော်လို့ပြောရမှာလားမပြောရမှာပြောရမှာပေါ့ပြိဿရဲ့ဘဝလောကကြီးထဲမှာနေလောကလူတွေတန်ဖိုးထားတဲ့အဲ့ဒီဂုံတရားရောမရှာဘဲနေရမှာလားရှာရမှာလားပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကြားထဲမှာပညာနဲ့အလှဆင်ဖို့ရန်ပညာဆိုတဲ့စီဝါချမ်းသာကိုရှာရမှာပါပဲစီဝါဥစ္စာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကြားထဲမှာနေတဲ့အခါကျတော့အိုအိမ်တိုက်တာစေကျွေးငွေရတနာမျိုးစုံနဲ့ပိုင်ဆိုင်မှုစီဝါချမ်းသာတွေကိုမိမိရဲ့ပိုင်ဆိုင်မှုအဖြစ်နဲ့ရှာရမှာပါပဲရှာတာအပြစ်လားမရှာတာအပြစ်လားမရှာတာအပြစ်ယာတုဂုံသိနေမှာယာတုဂုံသိကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ရဲ့အလေရောက်ရင်ငါကဘေးအဆင့်ဘေးယာတုလို့ပြောရင်ပြိဿရဲ့အဲ့ဒါတန်ဖိုးရှိလားမရှိလားဒါကြောင့်ပိုင်ဆိုင်မှုစီးပွားချမ်းသာတွေကိုကြည့်လိုက်တဲ့အခါကျတော့ပညာချမ်းသာရှိတယ်စီးပွားချမ်းသာရှိတယ်ယာတုဂုံသိချမ်းသာရှိတယ်တို့အားလုံးနေတိုင်းရှာနေတဲ့လူတရားမှာ69ယောက်ကလည်းပညာစည်းဝါးယာတုဂုံသိကိုဦးစားပေးရှာတာများလားတရားကိုဦးစားပေးရှာတာများလားတရားကဘယ်မှာရှိလဲနောက်ဆုံးမှာပဲရှိတယ်ပြီးတော့လူတရားမှာ69ယောက်ကပညာသင်တဲ့အရွယ်တွေကပညာကိုသူတတ်သူသာဖို့အရာအတွက်ရှာနေတယ်စီးပွားရှာနေတဲ့ဟောဒီဈေးကျော်ကတိုက်တန်းကြီးကလူတရားဟောခဲ့ပြိဿကြီးသူဘလို့ဝင်ငါလည်းဘလို့ဝင်မဲ့သူဘလို့ဝင်ငါလည်းဘလို့ပြိဿကြီးပိုင်ဆိုင်မှုတွေရှာလားမရှာလားအပြိုင်ရှာလားမရှာလားခင်ဗျားတို့လောကမှာလဲစီးပွားရေးကိုသူတိုက်တလုံးဆိုငါလဲတလုံးသူကုမ္ပဏီဆိုငါလဲချမှာပေါ့ဆိုရှာနေတယ်လို့ပဲယာတုဂုံသိတွေကလူတွေကိုလေ့လာကြည့်ပို့တော့မစိုးဘူးလားဒီကောင်ဒီတက်တန်းနေလို့ငါလဲဟိုကကတ်အောင်မယ်ကွာငါလဲဘာဖြစ်အောင်လုပ်မယ်ညာဖြစ်အောင်လုပ်ဒါတဲ့သူတို့ကလည်းပြိဿရှာမှာပဲပြောချင်တာကအားလုံးရှာတော့မရဘူးလားအားလုံးကြည့်လိုက်ပညာကိုကိုယ်စိတ်ကောင်းကြီးရှားပြီးရှားညာတော်လဲပဲပညာရှာတဲ့ပုဂ္ဂိုလ်တွေကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရှာတော့ရှာတာပဲရှာရင်နဲ့ရီမန်းတဲ့ဘွဲ့ဒီဂရီရသွားတဲ့လူတွေနဲ့မရတဲ့လူတွေရေတွက်လိုက်တော့မြန်မာနိုင်ငံမှာဘယ်ထဲကများမရတဲ့ထဲကများတယ်ရတဲ့လူတွေရောမရှိဘူးလားအဲ့တော့မရတဲ့လူတွေကြားထဲမှာရတဲ့လူတွေကလည်းရသွားရင်ဒီဂရီတွေတန်
ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးတွေဘာပွဲလူဆိုရင်လည်းဘာပွဲတွေရသွားလိုက်တာတခါကြရင်ပြိဿရင်မရတဲ့လူတွေကြားထဲမှာရအောင်ကြိုးစားနိုင်လို့အားလုံးကလက်ခုပ်ဩဘာတီးပြီးတော့ချီးမွမ်းငံဖွင့်နေပြီမယ်အဲ့ဒီရတဲ့လူကအဲ့ဒီဘွယ်သူဂုံသူကိုငါကံအားတွေညံအားတွေဝရိယအားတွေကညီသွားတဲ့အခါငါဒီဘွယ်သူဂုံသူရတာပဲလို့မခံယူပဲနဲ့ငါလိုတော်တဲ့လူကိုဝိုင်းပြီးတော့ချီးမြှောက်နေရတာပဲစသည်ဖြင့်ပြိဿရေမန်ဝင်သွားတာမျိုးရောမရှိဘူးလားတို့မြန်မာနိုင်ငံကတတိလွတ်ရင်လူမပြောနဲ့ဘုန်းကြီးတော်နောက်ကအမီးလို့ခေါ်တဲ့ဘွဲတီဂရီတွေကင်ပြီးတော့ဘာကောင်ကွာမင်းဘာကောင်ကွာနဲ့တချို့မရှိဘူးလားတချို့ဘုန်းကြီးတော်ရှိတယ်ဆိုရင်လူတွေဆိုရင်ပိုရှိလားမရှိလားအေးအဲ့ဒါကိုဘုရားကတတိပေးတာပရိသတ်ကံအားကလည်းကောင်းတယ်ဉာဏ်အားကလည်းထက်တယ်ဝရိယကလည်းပြင်းပြင်းထန်ထန်ကြိုးစားတယ်ဆိုရင်ပညာရှာတဲ့ပုဂ္ဂိုလ်ကလည်းပညာရှာပြီးတော့ရသွားပြီဆိုရင်ရတာဆန်းသလားမဆန်းဘူးပရိသတ်သူ့ရဲ့ကံအဉာဏ်အားဝရိယအားကောင်းရင်တော့ရမှာသို့တော့ရလာတာကိုဘုရားကချီးမွမ်းတယ်သာဓုခေါ်တယ်သို့တော့ရလာတဲ့ပိုင်ဆိုင်မှုအပေါ်မှာတော့ငါကွာလို့လက်မတစ်ထောင်တောင်မန်ဝင်နေမှာဆိုလို့ဟေကောင်မင်းရထားတဲ့အဲ့ဒီဘွယ်သူဂုံသူဆိုတာအကြာကြီးမဟုတ်ဘူးနော်ခဏလေးပဲလို့ပြောတာပြိဿရေဒီခဏလေးပဲဆိုတဲ့စကားလေးမပြောသင့်လားပြောသင့်လားလောကမှာတော်တော်များများလေအဲ့ဒီလိုမျိုးဖရာသတိတာမပေးရင်မြောက်ကြထောက်ကြတွေများလားမများလားများတာပေါ့သို့တော်ပြိဿရေကြည့်မြတ်စွာဘုရားရဲ့ခဏလေးပါဆိုတဲ့ပညာကိုကြည့်လိုက်လူတယောက်ဘွဲဒီဂရီတွေတစ်ခုရအောင်ကြိုးစားလိုက်တာရသွားပြီဘာဘွဲတဲ့ညာဘွဲတဲ့ဘွဲမျိုးစုံဆရာတော်တစ်ပါးသံဃာတစ်ပါးဟာဘွဲသူကုန်လူတွေရအောင်ကြိုးစားသွားပြီအောင်ပြီရသွားပြီပြိဿရေရလာသမျှအဲ့ဒီဘွဲသူကုန်လူမှန်သမျှဒီခန္ဓာကိုယ်ကြီးနဲ့မသိမကြက်မအံမဖြေခဲ့ရင်ရမှာလားဘာနဲ့ရင်းခဲ့ရလဲခန္ဓာကိုယ်ကြီးနဲ့ရင်းပြီးတော့မှအဲ့ဒီဘွယ်သူဂုံလူတွေပိုင်သွားပြီသို့တော့ရင်းခဲ့တဲ့ခန္ဓာကိုယ်ကြီးသည်တရက်ကနေ2ရက်ကနေ1လကနေ2လစသည်ဖြင့်တပြေးရက်ကနေလကနေနှစ်နဲ့ပြောင်းလာတော့တနေ့နဲ့တနေ့ခန္ဓာကိုယ်ကြီးကကြာဆင်းလာတာလားတိုးတက်လာတာဒီပညာရှာရင်ပညာရှာရင်လည်းပဲခန္ဓာကိုယ်ရုပ်ရည်အစဉ်ရောခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းနာမ်ပိုင်းအကုန်လုံးကကြာဆင်းလာတဲ့အချိန်ပြိဿရေတချို့ရှာလိုက်တာရှာရင်နဲ့ငါပညာတက်ဖြစ်ပြီးကွာလို့អော်လိုက်တဲ့အချိန်ခန္ဓာကိုယ်ကပြိဿရေသိမလိုက်နိုင်တော့အဲ့ဒီမှာဘိုးအံ့ဩစရာကောင်းတာခန္ဓာနဲ့မကင်းတဲ့ပညာဖြစ်တဲ့အတွက်ကြောင့်တဲ့ဘွယ်တို့ဂုံတို့တွေအများကြီးဘလောက်ပဲရခန္ဓာကိုယ်ကဖောက်ပြန်လို့သွေးတိုးလေးတစ်ချက်တက်လိုက်တာတစ်ချက်လေးပဲတက်တာနော်အုံနောက်သွေးကြောလေးကပြိဿရေမပေါက်ဘူးထစ်ဆိုသွေးလေးပိတ်သွားလိုက်ပြီဆိုတာနဲ့တက္ကသလေးနှစ်ပေါင်း20အစိတ်လောက်ရအောင်ယူထားတဲ့သင်ထားတဲ့ပညာတွေကတတိမေ့သွားလိုက်တာဟိုးဘာမှမသိတဲ့ကလေးလေးကိုကာကြီးခါခွင်းနဲ့အတန်အာကြီးနဲ့သင်နေရတယ်လို့ပြန်မသိရဘူးဒီတော့ပြိဿရေပညာတွေတော်အောင်ကြိုးစားတာဒီလောကမှာတကယ်ရှာရမှာဖြစ်တဲ့အတွက်ဘုရားကချီးမွမ်းတယ်သို့တော့အဲ့ဒီပညာဆိုတဲ့ပိုင်ဆိုင်မှုကိုမတတ်နေတဲ့ယုံနာခန္ဓာမှာသွေးကြောလေးတစ်ချောင်းပေါင်းလိုက်ပြီးဆိုတာနဲ့ပိတ်လိုက်ပြီးဆိုတာနဲ့အဲ့ဒါတွေအကုန်လုံးမေ့သွားလိုက်တာအဲ့ဒီပညာကတည်ရှိမှုတတ်တမ်းအကြာကြီးလားခဏလေးပဲပြိဿရေအံ့ဩစရာမကောင်းဘူးလားဘုန်းကြီးတို့တွေကျမ်းမာရေးမကောင်းဖြစ်တာ2008အားလုံးမျိုးတော်ရပါတယ်အုံနောက်ထဲကသွေးကြောကမွေးရပါပြီးပါတဲ့သွေးကြောကသူ့ဟာသူပေါက်သွားတဲ့အခါကျတော့ပြိဿရေပေါက်တဲ့သွေးကဘာမှလုံးမရဘူးအကျော်မကြီး12ကြောတွေကတကြောပြီးတကြောဖုံးလိုက်တာလူကတခါတည်းတစ်ချမ်းလုံးသည်ပါရီရွက်မျက်လုံးတွေကွယ်နဲ့ဖြစ်သွားလိုက်တာကံကောင်းတောင်းမှဆိုတာဘုံဘုံကဖြစ်တဲ့နေရာထဲမှာဗျာနှလုံးရောကိုလာတဲ့သွေးကြောကိုမဖိတဲ့အခါကျတော့တတိယမလစ်ဘူးအဲ့ဒါကံပဲပြိဿရေဒီလောက်ကြီးဖြစ်တဲ့ဘုန်းကြီးခမရတို့လည်းမြင်မှာပါ
ပြိဿရင်တတိမလစ်တဲ့ကဟာငါတို့ကံကောင်းနေတာပဲတတိမလစ်ဘူးတတိမလစ်လို့လေမသိဘဲနဲ့ကိုယ့်ပြေကိုပြန်ရောက်လာတတိပါလစ်သွားပြီဆိုတော့ပြိဿရင်အခုချိန်ကတော့ခင်ဗျားတို့တတ်တာဘိုင်းဘိုင်းတော့မလုံးနိုင်တော့အဲ့တော့ပြောနေတာအော်တန်ဝေကရဖို့ကောင်းလိုက်တာအဲ့ဒီမှာဘုံဘုံကတတိဆိုတဲ့စကားလုံးကိုတန်ဖိုးထားပြီးတော့နေလိုက်တာလေတခါတည်းဟိုရွတ်လဲရွတ်ပေါ့လေပရိသေရွတ်ပဋ္ဌာန်းရွတ်မမေ့ဘူးလူတွေလာနမိတ်နေမမေ့ဘူးဟာတော်သေးတယ်နောက်ဆုံးပြိဿရေကျောင်းကဦးစင်းနေရအပြောင်းခံရတယ်ဘာပြောင်းနေသလဲဘုံဘုံကအရင်တော့ဆိုရင်ဇီစာကျောင်းနေမိုးတွင်းဆိုလို့ချင်းမိုးစီးဖက်နဲ့လေးစီးရမှာအဲ့တော့ဘုံဘုံကပြန်လာတော့ဇူလိုင်လကြီးပြန်လာတာဟိုမှာတစ်နှစ်နဲ့4 လ16 လအမေရိကမှာနေပြီးပြန်လာတာပြန်လာတော့ကျောင်းရောက်တော့ဦးစင်းမနေကောင်ငါမသွားခင်ကငါဒီကရင်အောက်ထဲမှာမိုးစီးဖက်နဲ့ဒူးလေး200ငါထားခဲ့တယ်ကွာလို့အဲ့ဒါရှာပါအောင်ဆိုတော့သူတို့ကလည်းဆရာတော်တီမာထင်ပြီးတော့အကုန်ယူသုံးမိနေပြီအဲ့တော့ဦးစင်းကတော့ပြောတယ်အမီးဆရာတော်ကခေါင်းဖြစ်တယ်လေပြောတယ်ဟုတ်ကောဟုတ်လေဘာဖြစ်လို့တော့ဟာ तू မသွားခင်တော့ဂရင်အောက်ထားခဲ့တဲ့ဒူးလေးနေရမှတ်မိတယ်ဗျာကြုတ်တောင်းနေကျွတ်တော့စီးပြီးတယ်မရှိတော့ဘူးဘလို့လို့ပရိသတ်ပြောနေတာကဒါကံကောင်းတဲ့လူတယောက်မို့လို့ကံမကောင်းမှုဆိုရင်ပရိသတ်အဲ့ဒီအချိန်တုန်းကဘုံဘုံကိုကုတ်ပေးခဲ့တဲ့ဆရာကြီးအချိန်ပြည့်အရေးပေါ်ခန်းမှာစောင့်ရှောက်ခဲ့တဲ့ဆရာကြီးဟာဘုံဘုံ2013သွားပြီးတော့မဒီကယ်ချက်ကလေးလို့သူကမျက်နှာကြီးမှိုင်းမစ္စတာကိုဝိဒမင်းကောင်းတယ်လို့ငါကောင်းတယ်ခါတိုင်းဆိုသူကလက်မောင်းနေလဲလမ်းလျှောက်ပါအောင်ရှိစရာတွေပြောဆိုငါမကောင်းဘူးလေငါဘာဖြစ်မှမသိဘူးတဲ့အိမ်လဲမိတ်ချင်စားလဲမငါတီးပဲတီးချင်နေတယ်ဟာဆရာအဲ့လိုမလုပ်နဲ့ဒါစိတ်ပဲဆရာအဲ့လိုဖြစ်တာလဲစိတ်ပဲအဲ့ဒါနေရုံထွက်ပေါ်လဲစိတ်နဲ့ပဲရုံထွက်မယ်ဆရာတက်ကြောပြန်နေပျော်ရွှင်ပြန်နေဆရာစိတ်ဆိုတာမျိုးကနော်လို့ကြာဆင်းသွားပြီဆိုရင်လည်းပုံသွားတာကျုပ်ကလို့ဆရာအဲ့စိတ်ဓာတ်မကြလို့ပြန်ရှင်းလာတာဆရာသိပါတယ်အေးပါတဲ့အဲ့တော့သူကပြောတယ်မင်းငါ့ကိုဘာကူညီမလဲโอเคငါတော့မင်းတို့ပေးနိုင်တာ blessing မပေးနိုင်နဲ့ငါတို့ဘုရားရဲ့အန္တရာယ်ကိုကာကွယ်ပေးနိုင်တယ်ပရိတရားပဲငါပေးနိုင်တယ်ငါမင်းကိုပရိတရားရွတ်မယ်ဒါမဲ့လို့ तू ကပရိသတ်ခရစ်ယာန်ရောမင်းငါ့ကိုယုံမယုံငါ့ကိုမပူဇော်နဲ့ငါရွတ်မဲ့တရားကငါတို့ဘုရားရဲ့တရားဖြစ်တဲ့အတွက်မင်းဘုရားနဲ့တရားကိုတော့မင်းယုံကြည်တဲ့အနေနဲ့လက်အုပ်လေးချပြီးတော့ငါဆိုသလိုဗုဒ္ဓံပူဇော်မိဓမ္မပူဇော်သံဃာပူဇော်မိဆိုရမယ်။အော်ပရိသတ်ယောဂနှိမ့်ဆက်လာပြီဆိုတော့ဘယ်ဘာသာမဆိုကြောက်တာပဲတရားမှကြောက်တော့โอเคငါဆိုမယ်ဆိုလဲပြီးတော့ဘုံဘွားရွတ်ပြီးလေအံ့ဩစရာကောင်းတယ်နော်ဓမ္မရဲ့အစွမ်းဒီသူနားမလဲဘူးအတိပ္ပယ်တစ်လုံးမှနားမလဲသို့တော့ဘုံဘွားတခါတဲ့နားပြောပေါ်လေးမဏိဒါနာတောပဋ္ဌာယတတကတသဒါသပါရမီယောဒါသဥပပါရမီယောဒါသပရမတ္ထပါရမီယောတိနားပြောပွဲအတန်လေးနဲ့ယရဏသုတ်ကိုယုံပြီးတာသူလေးပြိတ္တရေနားပလဲပြီးမဲ့လို့နားထောင်နေနဲ့ဘုံဘွားလည်းဒီယရဏသုတ်ရွရင်4 မိနစ်လောက်တော့ကြာတော့နားထောင်နေနဲ့သူတခါလေးကြာတာမြိတ်နေပေါ့ကြာပြီးတော့ပြီးလဲပြီးတော့ဘုံဘွားပြိခဏရက်လိုက်တယ်အယုအခေမင်းအစင်းပြေးလားဆိုပြေးတယ်မင်းရွတ်တာတော့ငါဘာမှမသိဘူးနားမလဲဒါမဲ့မင်းရဲ့ voice ကိုမင်းရဲ့အတန်ကိုငါနားထောင်ပြီးတော့ငါကြည်တုံးမှုတစ်ခုတော့ခံစားနေရတယ်။ Okay အဲ့ဒါဓမ္မရဲ့အစွမ်းပဲကိုလည်းပဲခွင်တူတုံးပြောရတာဟုတ်လား။အဲ့ဒီမှာပရိသတ်ရေသူဘာပြောလဲဆိုတော့ဟာမစ္စတာကိုကြီးတာအံ့ဩစရာကောင်းနေနော်မင်းကိုငါကကုပေးလိုက်တာမင်းသေပါတော့မယ်ဆိုတဲ့အခြေအနေကနေငါတို့ကဆွဲထုတ်ပြီးတော့ကုပေးခဲ့တာဒါမဲ့လို့မင်းအဲ့တုန်းကလည်းမင်းမဲဒီဓမ္မနဲ့ပဲယုံထွက်ခဲ့တာနော်ငါတို့ဘာမှလုပ်မရဘူးမင်းမဲဒီဝိပဿနာမှတ်ပြီးတော့မင်းအသက်ပြန်ရှင်းလာတာအခုမင်းငါ့ကိုရွတ်ပေးတာလေးကိုငါနာတာနဲ့ကိုဟာမင်းတို့ဓမ္မတွေငါ့ကိုအေးချမ်းတဲ့ feeling ပြီးတယ်ဟာမင်းဒါနာတဲ့ဓမ္မပဲရှိသေးတယ်မင်း meditation ကိုသိချာလုပ်မယ်ဆိုရင်ဒီတဲ့ကောင်းသွားလိမ့်မယ်အဲ့လိုပြောတဲ့အခါကျတော့ तू ကဘာပြောလဲသိလားအဲ့ဒါတော့မင်းပြောတာငါယုံနေဘာဖြစ်လို့မင်းကိုငါတို့ကပကတ်ထဲကကလေးတယောက်လိုကြည်နေငါနဲ့မင်းဒီလိုကြီးပြန်ကောင်းသွားတာမင်းတို့ရဲ့ဓမ္မအစွမ်းဆိုတာငါသိတယ်ဒါပေမဲ့မစ္စတာကိုဝိဒာကြီးတကယ်လို့မင်းသာမဟုတ်ပဲတခြားလူဆိုရင်လည်းမင်းဘလောက်ပဲမင်းတို့ရဲ့ပိဋကတ်တွေတက်တဲ့အဲ့ဒီအုံတော့သူကြောလေးကပေါက်သွားလို့ပြန်ပြီးမပိတ်တော့ဘူးဆိုရင်မင်းရတဲ့ဟာတွေမမသိမမှုတော့ဘူး
ကြောက်စရာကောင်းတယ်โอเคငါမင်းကိုပြောချင်တာအဲ့ဒါပဲလို့ငါတို့တွေကဘလောက်ပညာတွေတက်လို့မန်နေကြီးမနေနဲ့အုံနောက်သွေးကြောတစ်ချောင်းပေါက်သွားလို့ဘာမှမသိတဲ့လူတွေအများကြီးအုံနောက်တစ်ချောင်းပိတ်သွားလို့သူများခွန့်ကြွေးတာတော့ဝါဆိုမှဝါရတဲ့လူတွေအများကြီးပဲဒါကြောင့်တို့ကဒီမန်တက်လို့မရဘူးအဲ့ဒါဘုံဘုံကိုယ်တိုင်ပြောခဲ့တာဒီတော့အားလုံးပြိဿဟိပြောချင်တာကအနည်းကျော်ကတော့ပညာသည်တက်အောင်ကြိုးစားရမယ်ရအောင်ယူရမယ်သို့တော့ဒီပညာတက်လာရင်မန်ထားလို့ရသလားပရိသတ်ရေဟောဒီပညာမှန်သမျှသည်ခန္ဓာကြီးနဲ့ရှင်တွဲနေတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကပြင်းထန်တဲ့ယောဂဝေဒနာတွေနှိမ့်ဆက်လာပြီဆိုရင်ပိဋကသုံးပုံအောင်နေတဲ့ပထေမြတ်ကြီးတော်မှာကာကြီးကပြန်ပြီးတော့သင်ရတာမျိုးမဖြစ်နိုင်ဘူးလားဒါကြောင့်အဲ့ဒါကိုပြောတာဒါကြောင့်ခန္ဓာ၄ပါးပဲဆိုတာတော့ဘယ်အချိန်လေးလို့ပြောလို့ရလားနံပါတ်1စီးပွားပရိသတ်ဇီဝရေးတွေချမ်းသာလာပြီဆိုရင်လည်းပဲတချို့တွေကြားတော့လေပရိသတ်ဒီချမ်းသာမှုအပေါ်မှာကံအာညာအာဝရိယကိုတတိထားပြီးတော့တချို့ပြောပါတယ်ဘုံဘုံကြီးတပည့်တော်တို့လည်းအထင်မကြီးနဲ့တောသားပဲတပည့်တော်တို့အဲ့လိုပဲကံအားလေးကောင်းလို့ဉာဏ်လေးရှိသလောက်နဲ့ဝရိယနဲ့ကြိုးစားခဲ့ရတာဒကမာကြီးတရားဆိုဘလောက်တောင်ပြောလဲအရှင်ဘုရားအခုတော့ဘုရားတပည့်တော်တို့ကလှူနိုင်တန်းနိုင်နိုင်ငံတော်ကလည်းဘွဲတွေပေးလို့ပေါ့တဲ့တပည့်တော်တို့တွေအပြိုဘဝအလွန်အိမ်အောင်ကြပြီ26နှစ်လောက်အထိနော်တဲ့သူများတွေရိုးတရားကသွင်းတဲ့စီဘုံတွေအများကြီးပဲရှင်များရဲ့တဲ့စီဘုံတွေတို့အိမ်ဝင်းကြီးထဲမှာပြည့်နေတာသူကပုံစီယူပြီးရင်ပုံကွန်ပြန်ပေးရတာဟုတ်တဲ့ပုံကွန်တွေပြန်စုတော့တပည့်တော်တို့ဘာလုပ်ခင်ရလဲဆိုရင်ဘုရားတဲ့အဲ့ဒီစီဘုံတွေကိုတပည့်တော်တို့ညီမတွေတခါတည်းဇလုံကြီးနဲ့စီဘုံတွေကိုအကြံလေးတွေကိုဘာခေါ်လဲစစ်တယ်ခေါ်တာအကြံလေးကိုဘုရားတဲ့တပည့်တော်တို့ခေါင်းမမှုန့်တယ်မဲ့တစ်စက်လောက်ကြံနေဒီထဲဟာအောစရာကောင်းတဲ့အရှင်ဘုရားတဲ့သူတို့အဲ့စီဘုံတွေအများကြီးတပည့်တော်တို့ညီမ3ယောက်လောက်တဏီကုန်လုံးနိုင်တဏီ9ဘိတ်သားလောက်ရတယ်တဲ့ဘဝကိုအဲ့ဒါလိုရှာခဲ့ရတာဘုရားတဲ့ဩအဲ့ဒါလိုမျိုးပြိဿကြီးကံအာညာအာဝရိယအာတွေတန်ဖိုးထားဘဝကိုမမေ့တဲ့တထေးတွေရောမရှိဘူးလားတချို့ကြတော့ကံအာညာဝရိယအောင်တန်ဖိုးထားမထားတော့မသိဘူးနည်းနည်းလေးချမ်းသာလာရင်ပဲထောက်ကြွမြောက်ကြွတွေမရှိဘူးလားရှိတယ်ဒါလည်းပဲပြိဿကြီးပြောကျင်တာကတော့ပိုင်ဆိုင်မှုစီးပွားကိုရှာတဲ့နေရာမှာတို့ကကံအာရောညာအာရောဝရိယအာရောစိုက်ပြီးရှာရမှာမှန်တယ်ရှာလဲရှာရမယ်ရလာရင်လေငါရဲ့ကံအာညာအာဝရိယအာလေးကတော်တော်ဟုတ်သွားတာပဲဒီအကောင်းလေးတွေငါဆက်ထိမ့်မယ်ဆိုပြီးတတိထားရင်ပုံမကောင်းလားအဲ့လိုမဟုတ်ဘဲနဲ့ပြိဿကြီးပိုင်ဆိုင်မှုတွေကိုသွားပြီးတော့ငါကဘလောက်ငါကဘယ်ချင်းနေငါတို့ကဘယ်အဆင့်လီလို့မှန်တက်သွားရင်အဲ့ဒီပိုင်ဆိုင်မှုကရောပြိဿကြီးအကြာကြီးလားခဏလေးရိုးလေးပဲစဉ်းစားကြည့်ရန်သူမျိုးဘယ်နှပါရှိလဲရန်သူမျိုး၅ပါးထဲမှာတို့ငယ်တုန်းကဆိုတော့မန္တလေးကအခုတော်တော်ဟုတ်သွားပြီတို့တွေငယ်တုန်းကဆိုမန္တလေးမှာမီးလောင်ရင်ကြောက်စရာကြီးအများကြီးလောင်တာဘုံဘုံတို့မှတ်မိတယ်မြောက်ရတဲ့လောင်တယ်ဟာပရိသတ်ဟိုပြင်းငင်ဒီကလောင်ဒီပြင်းငင်ဟိုကလောင်တို့ဒီဘက်ရွှေပြည်ဓမ္မယုံတို့ဘာလို့ပါတယ်လို့ဈေးရုပ်ဟိုဘက်မှာမှတ်မိလားတခါကြီးတွေဟာလောင်လိုက်တာဥကျော်မှတ်မိတယ်မို့လားအများကြီးကုန်တာပဲဆိုတာကငါဘလောက်ချမ်းသာတယ်ဆိုတာမန်သိမကြွနဲ့ငါတယောက်တည်းနေတာမဟုတ်ဘူးဟိုဘက်အိမ်ကအမြင်ကသူ့စည်းစိမ်အကုန်လုံးဘေးထုတ်ပြီးတော့မှအိမ်မီးနဲ့ရှို့ကိုယ့်အိမ်မှာမပါဘူးလားဒါကြောင့်ပြောချင်တာကရေကြောင့်မီးကြောင့်ဟောဒီဉာဏ်သူမျိုးနှစ်ပါးတဲ့ကိုပဲတို့မြန်မာနိုင်ငံတော်တော်ဒုက္ခမရောက်ဘူးလားအခုနှစ်မိုးဥစဉ်မန္တလေးကလည်းသွားကူသေးတယ်မို့လားမိုးမြင်းထဲမှာလေမိုးရွာရေရဲ့ဓာတ်ကမခံနိုင်လိုက်တာပြိဿကြီးတောင်မှာပြိုကျလိုက်တာရေရောမီးရောမြေရောအကုန်ပါမသွားဘူးလားအရှင်လက်မြေကြီးအောင်မြုပ်သွားလို့ခါတိုင်းကအလောင်းချခြင်းဘာလို့ရလဲမြေတူးရတယ်အခုအလောင်းတွေ့ဖို့အတွက်မြေပြန်တူးပြီးတော့ပြိဿဒိုဇာနဲ့ကိုကော်ထိုးပြီးရှာနေရတာကြောက်စရာမကောင်းဘူးလားဒါကြောင့်မိမိရဲ့ပိုင်ဆိုင်မှုများသည်ရေကြောင့်လည်းပဲခဏလေးကုန်သွားတာမရှိနိုင်ဘူးမီးကြောင့်လည်းကျန်တာမကြည့်နဲ့လေဘုံဘုံတို့အနာတပိတတိရဲ့ဘဝဇာတ်ကြောင်းထဲမှာအရေးပေါ်ရှိရင်သုံးဖို့တဲ့ဒီခေတ်လိုဗန်မရှိတဲ့အခါကျရှေ့ခေတ်တုန်းကပိုင်ဆိုင်မှုယတနာတွေကိုအိုးတွေနဲ့ထည့်မြေကြီးထဲမြုပ်တာအရေးပေါ်သုံးဖို့18ကလေးတန်ဖိုးရှိတဲ့ယတနာပစ္စည်းတွေမြေကြီးထဲမြုပ်ထားတာ
ဟောဗျာပရိသတ်ကံကုန်လာတဲ့အခါကျတော့ရေကတိုက်ဆိုင်နဲ့မြုပ်ထားတဲ့နေရာမှာပါသွားလိုက်တာရေထဲပါမသွားဘူးလားဒါကြောင့်တခါကြာရင်ဘာမလို့ရှိတယ်ဆိုတာမတတ်နဲ့တဲ့ပိုင်ဆိုင်မှုစီးပွားအားလုံးဒီရေနဲ့မီးနဲ့အမြဲတမ်းဆက်မနေဘူးလားနှစ်ခုတည်းနဲ့ပြီးသွားလားရေရယ်မီးရယ်မင်းရယ်ငါရယ်ပြိဿရင်မင်းဆိုတာလည်းပဲဒါနိုင်ငံရေးစကားပြောတာမဟုတ်ဒီအစိုးရအုပ်ချုပ်ရင်ဒါအစိုးရမင်းဟိုအစိုးရအုပ်ချုပ်ရင်ဟိုအစိုးရမင်းဟုတ်တယ်မဟုတ်လားလက်ရှိအုပ်ချုပ်နေတဲ့အစိုးရဒီမင်းလို့ပြောရင်ညင်းလို့ရမှာလားအေးပြိဿညင်းလို့မရတော့သူ့ရဲ့စီးမြင့်အောင်မှာသူ့ရဲ့ဥပဒေအောင်မှာနေရတာပြိဿလာဒါဆိုတာနဲ့အပွားမသွားလို့ရမှာလားဟမ်ရွာသားပြေးရမှာပေါ့ဟုတ်လားပြိဿလာမင်းတို့အခွန်ဈေးကြွားဘလောက်ဈေးကြွားအခွန်ဘလောက်ကြပါနေဟောကွာမနစ်ကလည်းတောင်းပြီးဒါပဲပြောလို့ရမယ်မပေးဘူးကွာနေလို့ရလားဟာကားခွန်နေနာမည်ပြောင်းခြင်းဘလောက်ထက်သွင်းဟာကွာသွင်းတော့လည်းပေးပြီးကွာဒါတော့မတရားပဲကွာပြောလို့တော့ရတယ်မပေးပဲနေလို့ရတယ်လို့ပါလားလာသမှာပြောသမှာကျုံလည်းနည်းနည်းသိဟာမီတာတွေတက်တယ်ဟာအရင်တော့ကွာဘာပြောညအခုကျတော့ကွာလုံကြီးတက်တယ်လားကွာမပေးဘူးကွာနေလို့ရလားမုံရွာသားပြောတော့တီတွားမှာပေါ့အဲ့တော့ပြောချင်တာကဘလောက်ပဲငါမှပိုင်ဆိုင်တယ်မပြောနဲ့အခုပရိသတ်ကြီးအခွန်နေနဲ့လိုက်တာအခုခေစားနေတဲ့သကုံလုံးလေးတစ်လုံးရှိတယ်နိဟမ်ဘုံအောင်နေမျက်ရည်ကြတာဘယ်သူမှမသနာပါဘယ်ဘုံအောင်နေမျက်ရည်မကြနိုင်ဘူးလားဟောပရိသတ်သူကသူပြောနေဆိုတာကမရဘူးလေဒါဒီအုပ်ချုပ်ရင်ဒီမင်းမဲဟိုအုပ်ချုပ်ရင်ဟိုမင်းမဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းရဲ့ဥပဒေကလာထားဆိုရင်ပရိသတ်ကြီးအဘွားပဲပါထိုးပေးလိုက်ရုံပဲသွားပြီးမငင်းနဲ့ဟုတ်လားအဲ့တော့ပရိသတ်ကြီးမင်းနဲ့ပတ်သက်ရင်ရောမပြီးလို့ရမှာဒါအမှန်တရားလားအကြံဖန်စကားလားဒါဆိုရင်ပရိသတ်ကြီးအရှင်ဘုရားတို့ကဘုန်းကြီးတွေပဲလေအရှင်ဘုရားတို့မပြီးရင်ရမှာပါလို့များအထင်မကြီးဘူးလားမကြည်ပါနဲ့ဟိုတော့ကမပေးရဘူးလို့ထင်ရပေမဲ့အခုကြုံလည်းပဲတလ45သိန်းနဲ့54သိန်းကိုပြန်ထိုးနေသလိုပဲတလနဲ့တလပေးနေရတာပါပဲဟာဒါတော့ကွာအများပေးရမှာပေါ့ဖြေလိုက်ပေမဲ့တစ်သက်လုံးမပေးတဲ့ရေခွန်အောင်ကျွတ်တို့လည်းအခုပေးရပါတယ်ဒါမကျင်တဲ့လို့ပြောတာမဟုတ်ပါဘူးပေးရတာလေးပြောပြတာပါပေးရတာလေးပြောပြတာပါတို့ကြမလီဘုန်းကြီးတွေဆိုတတ်တာမှာပဲလို့အထင်ကြီးနေမှာဆိုလို့အထင်မကြီးနဲ့အမလီကျုပ်တို့ကခမရတို့တည်းများတယ်ဘာဖြစ်လို့လဲသိလားအဆိုတော်တက္ကမတယောက်ကိုနေရဘုန်းကြီးတွေကဥကောရဲ့ဥကောတို့နေရရင်းကြီးတော်တဲ့နည်းနည်းဟိုအိုက်ကလေးမလေးကိုခုံပြူပွဲငှားကျင်လို့ဘာခုံပြူတပည့်တော်ဘွဲတစိတ်ရတဲ့ခုံပြူပွဲဘုန်းကြီးလို့နိုင်ငံတော်ပေးတဲ့ဘွဲပဲဘာအောင်လို့ရတာမလို့တပည့်တော်ဘွဲတွေတခါမှမလုပ်ဘူးလို့ဟာကိုတော်တို့ကမလုပ်လဲချင်းနေကောင်းတယ်တပည့်တော်နေဆိုတော့လုံးမချင်းနေကောင်းတာဟုတ်ပါရဲ့အဲ့တော့ဘာလို့ကျင်အဲ့ကောင်မလေးဟိုတဲ့ဟိုရတုဆိုဖို့ငှားကျင်လို့အေးဟုတ်ပြီကလေးတွေကလည်းကိုငငယ်တွေကဆူကြပြီးတာသမီးလာအောင်တော့ဒီမှာနေရဘုန်းကြီးနေရလို့ရောက်ချလာသားမီးနေရသူ့အမေနဲ့ဒီမှာလို့ဘုန်းကြီးတွေကနင်းကိုအားပေးမလို့ထင်တယ်လို့ဒီမှာနင်းငါတော့နားမလဲဘူးတော့နင်းဟိုဒီမှာရတုဆိုဖို့ငှားမလို့ထင်တယ်လို့ဒီမှာဗျာအဲ့တော့ဟိုရတုဒီဘက်ပန်းရတုကဘုံဘုံ3ပုတ်ပေါ်တဲ့အေးတဲ့တချင်းနဲ့2ပုတ်လောက်ဆိုပေးအောင်နေဒီမှာဗျာတဲ့အဝါဘလောက်ကြမလဲမသိဘူးဆိုတော့ဟိုမမီးဘူးကို့ကြည့်ပြီးတော့ကို့လို့အဲ့ဒါပြိဿဟိုကလေးကလည်းဘုံဘုံမရတဲ့ဟိုတပည့်တော်ကားနဲ့ပဲလာပြီးပြန်မယ်ဆိုရင်15သိန်းမှဗျာတဲ့ဘုံဘုံတို့အကျိုးဖို့လုပ်မယ်ဆိုရင်73သိန်းမှဗျာတဲ့ဟိုဘုန်းကြီးက तू ကဘလောက်ဖမ်းလာတယ်ဟိုကလေးမနာမကဘူးကျုပ်ကလည်းတိုင်းလက်တန်းကလေးဆရာတော်များလိုက်လားဟာတပည့်တော်နဲ့ပြောမို့ तू နဲ့ပြောရမှာလေလို့သူ့အမေလည်းပါတယ်ဟာတပည့်တော်အလုံးမထင်ဘူးဘုန်းကြီးနဲ့ဘုန်းကြီးကဘလောက်ထင်လို့ဟာဂုံပြူရဲ့အလောက်တောင်ရမှာမဟုတ်ဘူးလေအဲ့တော့ပြုတ်ကလည်းဘာပြောမလဲသူ့စီးပွားရေးကိုအဲ့ဒါတော့တပည့်တော်လည်းမသိဘူးအရှင်ဘုရားကြီးလို့ဒီကလေးတွေကတပည့်တော်တို့ခင်တာပဲတပည့်တော်ကျောင်းအဲ့လိုပွဲတွေပါမလုပ်တော့မသိဘူးဆိုအဲ့တော့ဟဲ့သမီးလို့နင်းဒီဘုံဘုံကပြောနေတယ် तू ကအဲ့လောက်မထင်ဘူးများတယ်လို့ပြန်မများပါဘူးဘုရားတဲ့ဟိုဘုံဘုံတို့ကအချင်းနေကောင်းတယ်လေတဲ့သမီးတို့ကဘုံဘုံတို့ပွဲရှိမှဘုံဘုံတို့ကပွဲအများကြီးရှိနေတာတဲ့သမီးတို့ကဘုံဘုံတို့ပွဲရှိမှတပွဲလုံးမှာ15သိန်းမရတာလေဟိုကပြောလိုက်တော့အော်အေးဟုတ်သားပဲ
မလျှော့တော့လေလူဆိုရင်လျှော့တယ်ဗျာတဲ့ဘုန်းကြီးဆိုရင်မလျှော့ဘူးလေဘာဖြစ်လို့ဘုန်းကြီးကတပြုတ်တဲ့အခြေအနေကောင်းလို့အဲ့တော့ပရိသတ်ကြီးအထင်ကြီးမှဆိုလို့ပြောတာပါပြောတာကတော့ဩဘုဒ္ဓတာပေးရတာဘုန်းကြီးတို့ကတော့အေးဆေးပဲလို့နေမှာပဲလို့ထင်ပါသလိုမအေးပါဘူးဗျာကျုပ်လည်းပဲတလကုံပြီးမနှက်ဖန်ဆိုရင်ကျုပ်ဖုံးဆက်မှာပါဟေ့ကောင်မိသားစာရရောက်ပြီလားလန့်မေးရတယ်ရောက်ပြီဆိုလို့ချင်းမင်းငါ့ကိုပြောလို့ရရင်ပြောလို့မရရင်မပြောနဲ့ဆိုဆရာတော်ပြောလို့ရတယ်ပြီးခဲ့တဲ့လာတာ54သိန်းဒီနေ့တပည့်တော်ဒီတစ်ပတ်ချွေတာလိုက်တာ45သိန်းပဲကြားတယ်ဆိုအမေဒေါ်သေးတာပေါ့ကွာ9သိန်းတော့တတ်တာလေပရိသတ်အဲ့ဒါကြောင့်ပြောချင်တာကမပြီးရင်မရဘူးလေသူ့ရဲ့ရူးအောင်မှနေတာကိုဟောရေမီမင်းနံပါတ်4ရပါတခိုးတဲ့ကဲပရိသတ်တခိုးအောင်ငါဟာလေးတော့မခိုးပါနဲ့ကွာဟိုဘက်အိမ်သွားခိုးပါချော့ပြောလို့ရတယ်ဒီလောက် CCTV တွေတော့တွေခတ်ထားတာလည်းပဲဘာဖြစ်လဲတတိကောင်းလိုက်တာပြည်တယ် CCTV ကနေပဲတခိုးလာတဲ့အကြောင်းလေးကြီးဟာဒီတော့တော်တော်တတိကောင်းတာပဲသူတို့ဆိုရင်တော့ကြောက်တာနဲ့ကိုစားရမှာမဟုတ်ဘူးလို့အေးကြောင်းပဲပြည်တယ်သူ့အိမ်တွေကဆိုင်ကယ်သူဝင်ယူနေသလိုပဲကျွမ်းကျင်လိုက်တဲ့ပြစ်ပြောင်းတဲ့ဆိုင်ကယ်ဇက်ကိုချိုးလိုက်တာအလုံးလုံးလဲအဲ့ဒါပဲဟလားအဲ့တော့အခုမန္တလေးမှာတော့သခိုးတွေအတော်နည်းသွားပြီနော်ကြောက်စရာလိုသေးလားဘုံဘုံကပြောတယ်မန္တလေးကဟာလို့တအားနာမည်ကြီးနေရပဲလို့မြို့တန်ရတာတွေပြောသခိုးတွေလည်းတအားနည်းသွားတာပေါ့နော်ဆိုမလီတဲ့လုံးဝမရှိဘူးတဲ့ဒကမာကြီးကနာမည်တော့မပြောဘူးထုံးပုံရောက်တယ်နာမည်ကြီးလုံးဝမရှိဘူးကိုရောတဲ့ဝမ်းသာပါတယ်ဒါဆိုဒကမာကြီးတော်တော်လေးကိုချင်းနေကောင်းတာသခိုးမရှိဘူးပြောတာရှင်မရရဲ့ဘာရှိတော့အခုကမခိုးတော့ဘူးတဲ့ဆိုင်ကနေနောက်ကအတင်းလူတာခိုးတဲ့ခေကုံသွားပြီတဲ့မန္တလေးဟာတဲ့လူတာတဲ့တက္ကသိုလ်လေးရှင်မြလူတာတော့ဆိုင်ကဘောနှစ်အောင်လုံးပြုတ်ကြအောင်လူနိုင်တယ်တဲ့အရန်တော်တာတဲ့မန္တလေးကကောင်းတယ်ဆိုဟောဗျာလို့အဲ့လိုကြီးလားအဲ့လိုကြီးတဲ့ဒါပေမဲ့အရှင်ဘုရားရဲ့တဲ့တပည့်တော်တို့ကလည်းပဲဘယ်နေရာမှာလူသွားလို့ဘာပါသွားပြီးတာကြားတာတဲ့ဘယ်နေရာမှာမိတယ်လို့တခါမှမကြားဘူးတဲ့ဒကမာကြီးစင်စင်ချင်းချင်းပြောတော့လို့ကျုပ်မိတာလေးကျုပ်ကြားတယ်လို့အမောတဲ့အရှင်ဘုရားတို့ကတော့သိရင်သိမှာဒီတော့မသိလို့ပြောတာပါကဲဒါဆိုရင်ဒီကိကပရိသတ်ကြီးအရင်တော့သခိုးလောက်ကြောက်ရတာအခုမန္တလေးသူမန္တလေးသားတွေပဲအပြည့်နဲ့အပြင်သွားရဲသေးတာဟိုတော့ကိုကင်တဲ့အိတ်အကောင်းစားလူမမြင်ပါဆိုလို့ပရိသတ်ကြီးလက်ကမယမ်းရင်တော့အိတ်ကိုတခါတဲ့ရမ်းရှောင်းတာအခုပရိသတ်ကိုအိတ်လေးကိုတခါတဲ့သင်္ကန်းလေးဟိုသွားလူမှမို့လို့ရိုးရိုးသေးသေးပိုက်သွားလို့ပဲရေမထဲမှာကျင်းပြီးတော့ပြီးတော့တအားကိုပရိသတ်ကြီးသိမ်မွေ့နေတာပဲဒါကြောင့်ငါဘလောက်ပိုင်နေဆိုတာမမတက်နေတဲ့တက္ကပရိသတ်ရှိသမျှအိမ်မှာစိတ်ပကြလို့အိတ်ထဲအထုတ်လိုက်ယူသွားလမ်းရောက်မှလူလို့ပါသွားလိုက်တာတောင်တောင်ပြက်ဟောဒီစကားတော့မသိဘူးတက်ပြောင်းပေါ့ဘာဖြစ်သွားလဲကဲရေမီမင်းသခိုးနံပါတ်5ကပြောနံပါတ်5ပါလေဟမ်မချင်းမနစ်သက်သောသူဆိုတော့မှားနေတယ်ထင်တယ်နော်ခင်ဗျားတို့မချင်းမနစ်သက်တဲ့သူကအိမ်တွင်းမှာသိဒုံးမှာမပေးဘူးကိုချစ်တဲ့လူကဒုက္ခပေးတာမချစ်မနစ်သက်သောဘုံချစ်เสียမကောင်းတဲ့အမွေခံသားစိုးသမီးစိုးပရိသတ်ချစ်เสียတော့ကောင်းလားမချစ်ပဲနေနိုင်လားဟာဒီကောင်ငါသားဘိန်းစားကွာမချစ်ဘူးကွာနေနိုင်လားဒါကြောင့်ချစ်เสียမကောင်းတဲ့အမွေခံသားစိုးသမီးစိုးအပြင်မှာလားအတွင်းမှာပရိသတ်အပြင်မှာတော့ကဒီအိတ်ကြီးကိုချစ်ချစ်အောင်တခါလေးဖမ်းပြီးတော့အိမ်ထဲဒီလုံလုံကြောင်ကြောင်ရောက်ပြီမဲ့လို့အဲ့အိမ်ထဲမှာဘိန်းစားသခိုးသားလေးတယောက်လောက်များရှိနေပြီဆိုရင်အဲ့ဒီအမေခေါင်းမော့ရင်ကော့ဝင်လာရဲ့လားအိမ်ထဲရောက်လေးပို့ဆုံးလေးပို့ဆုံးပြီးကိုအိမ်ထဲကိုဝင်တော့ပဲပရိသတ်သူများအိမ်ဝင်သလိုဟာရှောင်းလိုက်တွန်းချောင်းလိုက်ဟဲ့ကောင်မလေးလာအောင်ဟဲ့ကောင်မလေးလာအောင်အမပါနဲ့အန်တီပါနဲ့ဟောကောင်ပဲသွားတယ်ရှိတယ်မလီတော့ဘယ်မှမတော်ဘူးလားပြောဘာဖြစ်လို့ငါပြည်စီဒီမြန်မာကြောင်လို့မရင်းနဲ့ဘယ်မှမကြောက်အိမ်ကကိုသားစိုးသမီးစိုးကိုပြန်ကြောက်နေရတဲ့လူတွေမရှိဘူးလားရှိပါတယ်ဖေရလည်းပြောနေတဲ့မျက်နှာတွေမှာတစ်ခါတခါကျငါပြန်ပြောတာလားမသိဘူးဟုတ်လားငါတွေးတွေရောမပါဘူးလားဩလူသိအောင်ပြောရဲလားညီမသားသိဆိုတော့စီးရလဲချောတယ်ညီမမအိမ်မသိချောင်းမထားရဘူးတော့ပြောရဲလားဒါကြောင့်ချစ်စရာကောင်းလား
သို့တော့မချစ်ပဲနေနိုင်အဲ့ဒါပဲချစ်စရာကလည်းမကောင်းဘူးကိုယ်သွေးဖြစ်နေတော့မချစ်ပဲလည်းမနေနိုင်အဲ့လိုသားစိုးသမီးစိုးရှိပြီဆိုရင်လည်းပြိဿကြီးအပြင်တက်အတွင်းကပုံမကြောက်ရအောင်ဒါကြောင့်ပြောကျင်တာကလေအများကြီးပါပဲအနည်းချုပ်ပြောရရင်ပညာစီးပွားယာဓုဂုံသိမ်းထဲမှာပညာလည်းပဲသွေးကြောတစ်ချောင်းပေါက်လိုက်တာနဲ့ခဏလေးနဲ့ပျက်စီးသွားနေတယ်လို့စီးပွားကလည်းရန်သူမျိုး၅ပါးလက်ချက်နဲ့တွေးလိုက်တာနဲ့ပရိသတ်အကုန်ကုန်မသွားရင်တော့ဘဝတွေကိုတော်တော်လေးဆုပ်ယုပ်သွားအောင်ဖြစ်တာတွေမရှိဘူးလားဒါဆိုရင်ပိုင်ဆိုင်မှုတွေရအောင်ရှာကံညာဝရိယကိုတန်ဖိုးထားအဲ့ဒီအပေါ်မှာတော့မန်ထားသင့်သလားဘုရားကမန်မထားဖို့ပြောတာယာဓုဂုံသိပရိသတ်ပို့တော်မဆိုးဘူးလားပညာနဲ့စီးပွားကတော်သေးတယ်နော်ယာဓုဂုံသိကမရခင်တုန်းကလည်းလူပေါင်းစုံကိုမျက်နှာချိုသွေးပြီးတော့တောင်ပြောရအောင်ယူရလာပြန်တော့လေငါတို့ကငန်းတက်ကတော့အေးဆေးပဲကွာလို့ပြောရဲလားဟာဒီယာဓုမှန်လေကြောက်စရာကောင်းတယ်ပြိဿကြီးရုပ်တစ်မျိုးသွားကဘာအေးတော့ကိုကတဝါကြီးတယ်သူကတဝါငယ်တယ်ဟာကိုကတော့ဝမ်းသာအားလို့ဟာငါတကယ်ကြီးမှမျိုးနဲ့ဥက္ကဋ္ဌဖြစ်နေတယ်ပြောတယ်သွားမယ်ဟာသူကလည်းဝမ်းသာသွားသူကပြိဿကြီးအဲ့မှာဟိုတရားဓမ္မတွေလည်းအများကြီးပေါ့ဆရာမတွေရောဘာလုပ်နေလဲမကွာကိုကပြီးလဲပြီးရောလေဝမ်းသာတယ်ငယ်တွေက तू ကတဝါငယ်တော့ပုံညီလေးဝမ်းသာလိုက်တော့ကွာလို့အဲ့လိုမြင်ရတွေ့ရတာကိုကတော့တကယ်လိုက်လဲပြောတာခေါင်းပုတ်ပြီးသွားပြောမိတာတော့ခေါင်းလက်ပုတ်ကြကိုတော့ဘောတာလေဘာဖြစ်လို့ညီလေးလဲအခုတော့ခေါင်းဘာလို့ပုတ်တာလဲဒီဥက္ကဋ္ဌတွေကိုတော့တမျိုးတော့ကိုတော့ဥက္ကဋ္ဌဆိုတာသိတယ်ကိုတော့အဲ့လိုကြီးမလုံးနိုင်လေဟာ sorry ကွာညီလေးကငါမေ့သွားလို့ပါကွာလို့မင်းဟုတ်ပါမင်းဥက္ကဋ္ဌငါမေ့သွားလို့ဥက္ကဋ္ဌတပါးကိုတော့အများရှိမှာကိုတော့လည်းလေးလေးစားစားတော့ဒါပြန်လန်ဆက်ဆံsorry ပါညီလေးကိုမှပရိသေသူ့เจ้าဆိုတော့လေပြန်လည်းမပြောရင်မြန်သာပြန်ကျင်တော့တာပဲဟုတ်တာဗောဥက္ကဋ္ဌယောဂလည်းမသိဘူးဟာတကယ်ချင်းတော့မရဘူးနော်ပရိသေမရဘူးနော်တချို့ပါဒါပုံကိုယ်တိုင်းမဟုတ်ပဲလို့ခမရတို့ရက်ွက်ထဲမှာလည်းပဲအတူတူပဲနေတိုင်းလက်ပိတ်ဆိုင်သွားနေရတယ်ကိုယ်တကယ်ချင်းကဥက္ကဋ္ဌဖြစ်သွားဟိကောင်လာသွားအောင်ခေါ်လို့လာသေးလားခေါ်တာတော့အိမ်ကြီးလည်းလူခုနှစ်အိမ်ကြီးတော့ကြောင်းအိုကြီးလည်းဖိဆိုင်သွားမယ်အမလီသူတို့ကလည်းရက်ွက်ဥက္ကဋ္ဌလောက်ဖြစ်တာတော့ဘာကောင်းမှကြိုက်လဲအိုကြီးခေတ်ကအဲ့လိုပြိဿအိုကြီးတို့လွတ်ကြီးတို့ဝန်ကြီးတို့ချုပ်ကြီးတို့အောင်မလီပြိဿအဲ့တော့ကျုပ်တို့လည်းမထူးတော့ကျောင်းကကပ်ပြရတယ်ဟေးဒူးကျုပ်ဟောကတ်ချုပ်လာသူများတွေကတက်ချုပ်တွေပါကြောကတ်ချုပ်ကပ်ပြအချုပ်ဟုတ်လားဒါကပ်ပြဒူးကျုပ်ဟုတ်လားယာဓုတွေပေးတယ်လားဟောပြပရိသတ်ခေကိုဟာပရိသတ်ယာဓုမှန်တက်သွားလိုက်တာဥက္ကဋ္ဌဘလို့ခေါ်မှကြိုက်တရားလောက်ဒီပါအဲ့လိုဖြစ်နေပြီနော်ကျုပ်တို့လည်းကိုယ့်အကိုဘာကောင်းညာကောင်းလုံးမနေကျုပ်တို့လေကူကရွာကလူလိုက်ဟာအိုကြီးလာအိုကြီးလာဆိုအကြမ်းမှသဘောကျတာဟေးခင်ဗျလာခဲ့လေဆိုမလာဘူးအိုကြီးခေါ်မှလာတာအဲကြောင့်ပရိသတ်အိုကြီးတို့လွတ်ကြီးရောရှိတယ်မဟုတ်လားချုပ်ကြီးတို့ပရိသတ်အခုအချိန်တော့ဟုတ်တာဗောအုတ်ကြီးလွတ်ကြီးချုပ်ကြီးဝန်ကြီးနဲ့ကြီးတွေထဲလဲရတာဗျာအခုတချို့၄နှစ်တောင်မပြည့်သေးဘူးပရိသတ်ပြုတ်ကြီးတို့ဟုတ်လားချုပ်ကြီးတို့ဟာလားချုပ်ထဲရောက်ကုန်ပြီဟုတ်လားဒါကြောင့်အခုကြတော့ပရိသတ်အုတ်ကြီးကနေတချို့ဘာဖြစ်ကုန်လဲပြုတ်ကြီးအုတ်ကြီးတို့ကတော့အခေါ်ခံနိုင်တာပြုတ်ကြီးကြတော့အခေါ်ခံသေးလားဘာမှမကြောက်ပရိသတ်မင်းခယောက်ျားခန္ဓာသစ်ပင်သို့တော်လည်းပဲခန္ဓာသစ်ပင်တွေကပို့ပြီးတော့လှုပ်လိုက်တာတခါကျရင်တကယ်တော်တဲ့လူတွေလည်းရှိပါတယ်တော်များများကပရိသတ်မရခင်ကမျက်နှာနဲ့ရသွားလိုက်တာနဲ့ဟာပရိသတ်တလောကလုံးသူ့ကြောက်ရမယ်ပုံစံအဲ့တော့မာနေကြီးလိုက်တာပရိသတ်လာပြီတဲ့ဆိုပြီးတော့တခါတည်းပြုတ်သွားလိုက်တဲ့အခါကျတော့အဲ့ကြတော့မှ तू မဟုတ်တဲ့မျက်နှာနဲ့ဒီကတဲ့လုံးဝမကြိုက်လို့သူကထပ်လိုက်တာလေတီးတယ်ဒီလေသားပြိဿနောက်တနေရာပြေးကြတော့မှအဲ့တော့ကျွတ်တော့ပြောတယ်တို့ကအစတည်းကမင်းတို့ကြိုက်လဲမကြိုက်ဘူးကွာလို့ကြိုက်တယ်ဘာလို့တို့ကဂျားတွေကနေတာဆိုတော့မင်းငါလာပြောလို့တော့ဘယ်ဘက်ကမှမပါဘူးဗျာလို့မင်းတို့ဘုံမသိတော့လေဒီကောင်ကြီးကမပြောနဲ့မင်းတို့အစတော့မင်းတို့ပဲငါတို့ပြန်ဆဲခဲ့ပြီအခုမှမင်းတို့အချိန်ကြီးမကောင်းမှငါတို့ပြန်လာခဲ့တာဟောရန်ကုန်မှာပြောတာပါအဲ့တော့ပြောချင်တာကပရိသတ်ယာဓုဂုံသိဆိုတာကပိုတော်မှခဏလေးပါပဲဆိုမှန်လားမမှန်လားဒါဘုံဘုံကပရိသတ်နိုင်ငံရေးစကားပြောတာမဟုတ်ကြည့်
ဝန်ကြီးချုပ်ဆိုတဲ့နေရာကြီးရောက်တာတော့မှဝန်ကြီးပြုတ်ဖြစ်သွားတာတွေမရှိဘူးလားတတ်တမ်းပြည့်ပြီလားမပြည့်သေးဘူးနော်ဝန်ကြီးကနေပြီးတော့ဘာပြောတော့ဘာပြောမှမသိဘူးပြုတ်သွားပြီအဲ့တော့ပြောချင်တာကခဏလေးဆိုတဲ့အချိန်လေးမှာမန်နီတက်လိုက်တာအဲ့ခဏလေးဆိုတဲ့အချိန်လဲကုန်ရောလူတော်တိုးသေးတာဒါကြောင့်မြတ်စွာဘုရားမင်းနဲ့ဒီစကားလေးဟာတို့အားလုံးအတွက်ငါပညာတတ်တယ်ငါစီးပွားချမ်းသာတယ်ငါကယာတုဘယ်အဆင့်ဆိုတဲ့မန်နီမတက်ဖို့တတိပေးတာလေးကိုပြောပြတာပါဒီအကြောင်းလေးပြောချင်လို့မဟုတ်ပါဘူးပြောတဲ့တော့လည်းပြောပြီးပြီပေါ့ဟုတ်လားအဲ့တော့ပြီးသွားပြီအဲ့ဒီတော့မှမြတ်စွာဘုရားကဘာမှမဆမ်းဘူးတဲ့မင်းတို့အဲ့ဒီပညာစည်းပွားယာတုဂုံသိပန်သမျှသည်ငါဘလောက်တက်တယ်ငါဘလောက်ချမ်းသာတယ်ငါဘလောက်ယာတုကြီးတယ်ကြွားမနေနဲ့မင်းတို့ဒီခန္ဓာကိုယ်ကြီးနဲ့ကင်းတာတခုမှမပါဘူးဟုတ်လားမဟုတ်လားအဲ့ဒီချမ်းသာမှန်သမျှဒီခန္ဓာကိုယ်နဲ့ရှားပြီးဒီခန္ဓာကိုယ်နဲ့ပဲတီးအောင်ကြိုးစားနေတာဖြစ်တဲ့အတွက်မင်းတို့ရဲ့အဲ့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဘဝတစ်ခုမှနေရရင်မြတ်စွာဘုရားတော်အသက်ဘယ်လောက်ပဲနေရ80နော်ဒီကနေ့80ကျော်ပြီမဲ့မသိသေးတဲ့လူတွေကံတက်ကောင်းလို့နေရတာမရှိဘူးလားရှိပေမဲ့ပြိဿတောက်တောက်တင်းတင်းလားရိုင်ထိုးလားပြိဿ80ကျော်နေရတော့လည်းပဲနေရတဲ့ဘဝဒီမလှတော့ပါဘူးဒါကြောင့်80အများဆုံးနဲ့တွက်မယ်ဆိုရင်လူဘဝပြိဿခဏလေးလားအကြာကြီးလားခဏလေးပဲဒါကြောင့်မင်းတို့ရထားတဲ့အဲ့ဒီခန္ဓာ၅ပါးယုံ nant တရားကြီးနဲ့အဲ့ဒီယုံ nant တရားကြီးဒီဘဝမှာနေရခြင်းဆိုတဲ့အသက်ရှင်ခွင့်ဟာလည်းပဲဣတရံခန္ဓာလေးအတွင်းမှာပဲသိဆုံးရမှာပါပဲမန်ဒီမတက်နေတဲ့မင်းတို့ရဲ့အဲ့ဒီခန္ဓာ၅ပါးကြီးအသက်ရှင်ရက်တည်ခွင့်ဟာလည်းပဲနှစ်80 80 90လောက်ဆိုရင်သိရမှာပဲကွာဒီတော့ဒီသဘောတရားလေးတွေးလိုက်ပြီးဆင်ញင်လိုက်ပြီးဆိုတာနဲ့တောင်စောစောအရာတွေမှာမန်တက်เสียလိုသေးလားကြည်အဲ့ဒီခဏလေးအတွင်တည်သွားနိုင်တယ်ဆိုတဲ့ခဏလေးဒီတို့ဘယ်နေ့ဘယ်လဘယ်ရက်ပြောလို့ရလားလိုက်ဆိုကြည့်အသက်အနာချိန်အခါစွန့်ရာလာဂတိရေတွက်ပိုင်းခြားဤ၅ပါးအများလူမသိငါအသက်ဘယ်လောက်ကြာရင်သိမယ်ပြောလို့ရတယ်လူပါလားငါဘယ်လိုအနာယောဂနဲ့သိမယ်ပြောလို့ရလားငါဘယ်အချိန်ကမှသိမယ်ပြောလို့ရလားသိပြီးရင်တော့ငါအလောင်းကြီးဘယ်သုတ်တံမှာစွန့်ရမယ်ပြောလို့ရလားငါသိပြီးရင်ဘယ်ဘဝသွားရမယ်ပြောလို့ရလားမသိရင်ငါပါဒါကြောင့်တို့ရဲ့အသက်ရှင်နေထိုင်ခွင့်ဟာလေတတ်တန်းတူတူခဏလေးပဲဆိုတဲ့အဲ့ဒီခဏလေးကြတော့စောစောပညာစည်းပွားယာဓုဂုံသိလို့တော့ပြောလို့ရသေးလားကိုယ်တော်လက်ဆန်တော်လက်အခြေပေးမဖြစ်နိုင်ဘူးအေးဒါကြောင့်အနည်းကျွင်ပြိတ္တိပညာစည်းဝါယာဓုဂုံသိနေအပေါ်မှာမန္နိတက်မနေပါနဲ့မန္နိတက်ပါများရင်ငါရဲ့ယက်တီခွင်လူဘဝနေထိုင်ခွင့်ဆိုတာကတော့ကွေးတော်လည်းမဆမ်းမီဆန်တော်လည်းမကွေးမီဆိုတဲ့သဘောတရားလေးဉာဏ်နဲ့ကိုရအောင်ဆင်ញင်လိုက်မယ်ဆိုရင်တပြေးပြေးနဲ့ကိုယ့်ရဲ့တန်ဖိုးကိုမြင့်အောင်မြင့်သူဖြစ်လာမလားကြအောင်ချသူဖြစ်လာမလားအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီလိုပြိဿရင်သိခြင်းတရားကိုဆင်ញင်နေတဲ့လူတွေလည်းရှိသလိုမိမိကြီးနေတဲ့လူတွေရောမများဘူးကဲဒုတရားနာပရိသတ်ကရောပရိသတ်ကြီးဆင်ញင်တဲ့အထဲမှာပါလားမိတဲ့အထဲမှာပါလားဘယ်ထဲမှာဆင်ញင်တဲ့အထဲမှာပါတယ်ကလေးတွေပြောသလိုပြောနေအဲ့လေပရိသတ်ကြီးမဟုတ်သေးဘူးထင်တယ်နော်โอเคဒါဆိုရင်အခုဘာပွဲကိုလာတာလဲအိမ်ကထွက်မလာခင်ပစိုးလေးတွေအင်ကြီးလေးတွေအသင်လေးလဲပြီးတော့ဩငါဒီနေ့မသိလို့တရားပွဲကိုသွားပြီးတော့တရားနာရအောင်မှာပါလားလို့ဆင်ញင်ပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ပါမလဲခုနကပြောတဲ့အဲ့လေဩအိမ်ကထွက်လာတော့မဆင်ញင်ဘူးဟုတ်ပြီကဲဒီနေရာမှာနေရာလေးယူထိုင်ပြီးဟဲ့9 နာရီခွဲကြော်ပြီဘုန်းကြီးလာကနီးပြီလားမသိဘူးဘုန်းကြီးလည်းလာရောဟာလာပြီဩငါဒီကနေ့
ဟောဒီကိုတော်မကြွလာခင်မသိသေးတဲ့အတွက်ကြောင့်အခုတရဏဂုံသီလခံယူရတော့မှာပါလားလို့ဆင်ញင်မိတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ပါလဲမပါသေးဘူးဘာကနီးပြီထင်တယ်ဟောဒီကိုတော်အကိုတရားဟောတာပြိဿရေတဏှာဤတိတိရှိပါပြီဩဒီကိုတော်တရားနာရင်လည်းငါသိသွားနိုင်တယ်မသိလို့ငါတရားကိုဆက်ပြီးတော့နာနေရတာပါလားလို့ဟောနေတဲ့အချင်းရောပြိဿရေဆင်ញင်မိတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ပါလဲဆင်ញင်တယ်ဆိုလို့မေးလိုက်တာအခုချိန်ကြီးတော့မကြသေးဘူးဟောပြီတရားဝယ်ပြီးတော့ပြိဿရေအိမ်ပြန်လိုက်တော့မြန်မြန်ရောက်လိုက်တော့အိယာတဲ့ဝင်ပြီဆိုတဲ့အချိန်ဩဒီကနေ့မသေးလို့ငါဒီညအိယာအောင်မှာပါလားလို့ဆင်ញင်မဲ့အစီအစဉ်ရှိတဲ့လူရောဘယ်နှယောက်ပါလဲမပါသေးဘူးလားပါတော့ပါမယ်ဘယ်ချိန်ပါမလဲပြိဿသူတို့ဒီတည်ခြင်းတရားဆင်ញင်တဲ့အချိန်ရှိတယ်တခါတခါကျရင်ပြိဿရေဟိုမန္တလေးမှာရောနှလုံးတွေသုံးလုံးတွေရှိလားဟောဈေးကြိုမှာရောရှိလားဟောဈေးကြိုမှာလည်းရှိတယ်ပြိဿရေနှလုံးထွက်တဲ့အချိန်သုံးလုံးထွက်တဲ့အချိန်တခါတခါကျရင်တီတော့တီလိုက်ကျင်တော့ဘောကြီးငမန်တက်ကအဲ့ကနေယူငါစိတ်ထဲမှာထင်းနေတာတော့တီလိုက်ကျင်နေဟဲ့အဲ့ရတော့ဘယ်ဘုန်းကြီးမှဟောစရာမလိုပြိဿရေဘာဖြစ်လဲတီလိုက်ချင်တာတကြွအဲ့အချိန်တကြွပြိဿရေအိမ်ရောက်တခါကြီးကမူးပြီးဆိုနေပြီကိုကလည်းဈေးကြွဈေးရောက်မောမောနဲ့ပြန်သွားနင်တို့အဖေနဲ့တော့လေငါသေးသားသိကျင်တယ်ငါမတဏီကိုဈေးဝါတယ်လေမော तू ကမူးနေတဲ့အခါကျတော့ငါလေတကယ်ကိုသေးသားသိလိုက်ချင်းတော့တယ်ပြိဿရေငိုတန်ပါလေးနဲ့မပြောဘူးလားဩသိချင်းတရားမြန်သတိမရဘူးလားရှားလိုက်တာမှအချိန်တိုင်းပြိဿရေဒါပေမဲ့အဲ့ဒီသိချင်းတဲ့ဒကမာကြီးတွေမနှခင်ရောက်တော့မိုးလင်းတော့ဒကာကြီးကအစောကြီးအေဟာတမျက်နာတွေသိစားစရာလေးအစဉ်ပြေအောင်ပြင်ကော်ဖီလေးလည်းပြောတိုက်မင်းထားတော့နောက်ကြနေမယ်စီဒီမှာမင်းစားဖို့ငါကော်ဖီလေးနဲ့ဟိုအကြဝင်းလေးကဟိုဆဲမင်းကြိုက်တဲ့ဆဲငါသွားဝယ်တာပြောလဲပြောပြိဿကြီးသိခြင်းသည်လားအဲ့ကြတော့ပြိဿကိုကတော့ပြန်ပြီးတော့ကျူလိုက်သေးတယ်ကိုရညောစိတ်တွေပူလဲအဲ့လောက်ကြီးမတောင်းနဲ့လေဒီလောကလုံးမှာထင်းရောက်သေးရှိတာလေဟာလားကိုတော့ပြန်ပြီးတော့ဈေးစစ်လိုက်အဲ့တော့ပြောချင်တာခင်ဗျားတို့ကသိခြင်းတရားတော့ဆင်ញင်တော့ဆင်ញင်ပါတယ်ဘယ်လိုအခါလဲအစင်မပြေမဆင်ញင်ဘူးလားကြည်မြတ်စွာဘုရားမိန့်တဲ့စကားဘလောက်လူတွေကိုခွဲပေးလိုက်လဲချစ်သားချစ်သမီးတို့အကောင်းနဲ့အဆိုးကိုလည်းခွဲခြားသိတယ်အကြောင်းနဲ့အကျိုးကိုလည်းခွဲခြားသိတယ်ဟောတာကကုသိုလ်ဟောတာကအကုသိုလ်ဆိုတာလည်းခွဲခြားသိတယ်ကုသိုလ်အကြောင်းကောင်းရင်ကုသိုလ်ရဲ့အကျိုးချမ်းသာရမယ်ဆိုတာလည်းသိတယ်အကုသိုလ်အကြောင်းဆိုရင်အကုသိုလ်ရဲ့အကျိုးဆင်းရဲမှလည်းသိတယ်တဲ့အဲ့လိုအကောင်းအဆိုးအကြောင်းအကျိုးကိုခွဲခြားသိမြင်တဲ့ပညာရှင်တွေကြတော့သူများနဲ့မတူဘူးတဲ့ဘယ်လိုနေလဲငါရထားတဲ့လူဘဝဆိုတာခန္ဓာလေးတတ္တန်တိုတော်လေးအတွင်းမှာပဲနေမြင်ညာပြောက်ဆိုတဲ့အခြင်းအတွင်းငါသိဆုံးလို့သွားနိုင်တယ်အမြဲမတွေ့ငါအတွက်အချိန်မရွေးသိနိုင်တဲ့သိခြင်းတရားလာနိုင်တာဖြစ်တဲ့အတွက်ဟာမသိခင်လေးတော့ငါဘဝထဲမှာဓမ္မဆိုတဲ့ကျွန်းလေးငါတိဆောက်အောင်မှဖြစ်မယ်လို့ပြိဿရေသိခြင်းတရားကိုတတိလေးကပ်ကပ်ပြီးရင်သိသွားတဲ့ခန္ဓာကိုယ်ကြီးရဲ့နောက်မှာပါမသွားမဲ့မသိတဲ့ကျွန်းနဲ့တူတဲ့ကုသိုလ်ကျွန်းလေးကိုတိဆောက်တယ်ပြိဿရေဘာကျွန်းလေးဘုံမှာကုသိုလ်ကျွန်းဆိုအကုန်ပါအောင်ပြောလိုက်တာမြတ်စွာဘုရားကတော့ဒီမှာဝိပဿနာကိုဓာတ်ရိုက်ဟောတာနော်သို့တော့ဝိပဿနာကိုဓာတ်ရိုက်ဘုံဘွားတာကျွန်းကဘာကျွန်းလဲဆိုရင်ကုသိုလ်ကျွန်းဘာကုသိုလ်ကျွန်းလဲဝိပဿနာတရားအားထုတ်တဲ့ကျွန်းမျိုးလို့သာပြောကြည့်ဒီလူတွေပြိဿကြီးအကုန်လုံးကငါကကျွန်းတိဆောက်ပြီးသားကွာလို့လက်မထောင်မဲ့လို့ပြောမလားလက်မပြောက်တဲ့လို့ပြောမလားကဲပြိဿကြီးမြတ်စွာဘုရားကကျွန်းဆိုတာဘာကိုပြောတာလဲဟောဒီဘဝခန္ဓာကြီးကိုယင်းပြီးတော့ကိုယ်နိုင်တဲ့ဤစနစ်လေးနဲ့ဝိပဿနာတရားကိုမဉ္ဇဉ်ဖုန်ဉဏ်ရအောင်အားထုတ်ထားတဲ့ကျွန်းကိုပြောတာဘာကျွန်းလဲမဉ္ဇဉ်ဖုန်ဉဏ်ရတဲ့ကျွန်းအဲ့ဒီမဉ္ဇဉ်ဖုန်ဉဏ်အစစ်မရောက်သေးဘူးဆိုရင်တော့မှယုံနံကွဲတဲ့ဉာဏ်အကြောင်းကျိုးသိတဲ့ဉာဏ်ကြိုက်တဲ့အချိန်သိအပေတကားကိုပိတ်စေတဲ့ဝိပဿနာဉာဏ်ရတဲ့ကျွန်းကလေးကိုပြောတာသဘောပေါက်လားအခုတို့ပရိသတ်မဉ္ဇဉ်ဘုံဉဏ်ကျွန်းတော်တော်လေးတိဆောက်ပြီးပြီလားလို့ဗျာဘုန်းကြီးကမေးရင်
ဘာပြောအရှင်ဘုရားကကျွန်းသားမင်းနေတဲ့တပည့်တော်တို့ကတစ်တေဝါရီကိုမရှာရသေးဘူးဘုရားဝိပဿနာကျွန်းလို့ပြောလိုက်ရင်တော့ဒီထဲမှာတချို့အာထုတ်ဖူးတဲ့ပုံကိုယ်တွေမပါနိုင်ဘူးလားဒါလည်းပဲပြိဿကြီး2လ3လစက်တိုင်အာထုတ်တဲ့ပုံကိုယ်နဲ့9ရက်9ရက်10ရက်အာထုတ်တဲ့ပုံကိုယ်ဘယ်ပုံကွာများ9ရက်10ရက်9ရက်အာထုတ်တဲ့သာဓုဘာဖြစ်လို့လဲအာမထုတ်တဲ့လူနဲ့ဆိုရင်တော်သေးတယ်အဲ့တော့ကျွန်းဆိုတာကိုဒီနေရာမှာဆက်မပြောသေးခင်ပြိဿကြီး900တဲ့လူဘဝခဏလေးပဲအချိန်မရွေးသိနိုင်နေဆိုတဲ့ဆင်ញင်မှုလေးကိုမြတ်စွာဘုရားကအမြဲတမ်းတတိပေးတယ်ဘာဖြစ်လဲလူတယောက်ဟာသေဖို့ဆင်ញင်မှသေဖို့ပြင်မှာပေါ့နေဖို့ပဲဆင်ញင်နေဘာပြင်လဲနေဖို့ပဲပြင်မှာပဲဟေးလမဲနေကြရင်တို့ဘာလုပ်မယ်နော်ဘယ်သွားမယ်နော်ဘယ်တော့ခါကျဘာလုပ်မယ်နော်နေဖို့ပဲပြင်နေတဲ့လူကဟာရဖို့ယူဖို့ပိုင်ဖို့စုဖို့ဒါပဲစဉ်းစားမှာဟာငါချင်းမရွေးတည်သွားနိုင်တယ်တည်သွားနိုင်တယ်တည်ခြင်းတရားဆင်ញင်တဲ့ကြောင့်ပြိတ္တရဲ့ဆင်ញင်လိုက်တဲ့တည်ခြင်းတရားလေးဟာမတည်ခင်လေးပဲငါကုသိုလ်တွေပါမလာဘူးလားပြောချင်တာကပြိတ္တရဲ့တည်ခြင်းတရားကိုဆင်ញင်တဲ့ပုဂ္ဂိုလ်ကကုသိုလ်နဲ့နီးလားအကုသိုလ်နဲ့နီးလားနေခြင်းတရားပဲအမြဲတမ်းအောက်မေ့တဲ့လူကကုသိုလ်နဲ့နီးလားအကုသိုလ်နဲ့နီးလားဒါဆိုရင်သူကတည်ခြင်းတရားနဲ့နေခြင်းတရားမှာဘာကိုဆင်ញင်တည်ခြင်းတရားကိုဆင်ញင်တော့ကုသိုလ်နဲ့နီးတော့ကုသိုလ်တွေပြုပြတယ်ကုသိုလ်တွေပြုပြတော့အဲ့ဒီကုသိုလ်မှန်သမျှကနေခြင်းတရားအတွက်ရှာနေတဲ့ပညာရေးစီးပွားရေးကျမ်းမာရေးမှာအထောက်အကူပြုလားမပြုလားဒါကြောင့်တည်ဆိုတဲ့စကားပြောရင်မကြောက်နဲ့ပရိသတ်ကြီးတည်ဆိုတဲ့စကားလေးနဲ့ပြောမှတခါကြရင်လေကိုယ့်အကိုဖြေရမယ့်တရားလေးဆိုရင်လည်းပဲတခါဖုံဖုံတို့ကိုယ်တိုင်မှာပဲခုဆိုရင်ဖုံဖုံမှာလေကိုရင်10ပါးကလင်္ကာရစာပေဝဲဖြေဖို့တမျိုးပြီးတမျိုးလွတ်နေရတယ်သူတို့ကပြန်မလာသေးဘူးစာကြဘုန်းကြီးဦးစီးတဲ့လိုက်တဲ့စာကြဘုန်းကြီးဟေးလို့တဲ့ငါကိုတော်ဒီအချိန်ကြီးကောင်းလားဆရာတော်ကောင်းနေနောက်ဆရာတော်တပါးတော်ချင်းတို့အိုက်ကောင်ငါထင်းတယ်ကွာအိုက်ကောင်စိုးစိုးလေးပြောတယ်ဒီကောင်ကြိုးစားပါဆိုတာဟောကိုသားလည်းတရားမှမပါဒါမဲ့လို့ပြိဿကြီးကိုသားတွေအရင်နေပေါ်မှာအမေတွေအဖေတွေဘလို့ထားတယ်တော့မသိဘူးကို့မှာဒီကလေးတွေမအောင်မှကြောက်ရတာကျမ်းမာကြီးမကောင်းမှမဖြစ်နေမှကြောက်ရတယ်တော်သေးတယ်လို့အငါးသားတောင်ဒီလောက်ပင်မနေအစ်စ်သားဆိုရင်တော့ဘလောက်များဂျုံမြန်လိုက်မလဲဘာပဲပြော55နှစ်လည်းရှိပါပြီတော်ပါပြီလို့လားကိုယ့်အကိုဖြေရတာအဲ့တော့ပြိဿကြီးပြောချင်တာကတည်ခြင်းတရားကိုဘာလုပ်ဖို့လဲဆင်ញင်ရမယ်ဘုံဆိုရင်လေဘုံကြောင့်မှတရားအထုတ်တဲ့ယောဂီတွေမနက်က4နာရီထားတဲ့ထဲမှာသရုဒ္ဓရကဘာဝနာ4ပါးပွားတိုင်းပြောတဲ့ယောဂီတွေတဏိတာအတွက်မနက်မိုးလင်းနဲ့တတိကဆင်ញင်သားတော်ငါသည်တနေ့နေ့တစ်ချိန်ချိန်မှာမုတ်ချသေးရမည်မှန်လားမမှန်လားငါဤအသက်ရှင်ခြင်းသည်မမြင်လေစွာတကားမှန်လားမမှန်လားသိခြင်းသည်သာမြင်လာပြီစွာတကားမှန်လားမမှန်လားနောက်ဆုံးငါဤအသက်ရှင်ခြင်းသည်သိခြင်းလည်းရင်အဆုံးရှိရေစွာတကားတို့ရဲ့အသက်ရှင်ခြင်းသည်ဘယ်မှာဆုံးပါလဲနောက်ဆုံးမှာယောဂီတွေဆိုတတိပေးလိုက်တယ်ယောဂီအဲ့ဒီနေရာကြည်ကြည်လေးဆိုမသေးခင်မှာဘာဝနာကောင်းစွာပွားပါမည်ယောဂီတရားအထုတ်ဖို့ပြင်းတိုင်းငိုက်ချင်တိုင်းစိတ်တွေမပါတိုင်းမသေးခင်မှာဘာဝနာကောင်းစွာပွားပါမည်ငါမသေးသေးလို့ပွားရတာငါကောင်းကောင်းပွားမယ်ကောင်းကောင်းပွားမယ်အမြဲတမ်းတတိပေးပါဆိုပြီးတော့ယောဂီတွေကိုအဲ့ဒီအချက်ကိုအရင်သင်ရတယ်မကောင်းလားအေးမြတ်စွာဘုရားရှင်နာတိကဆိုတဲ့ရွာကအုတ်ကျောင်းကြီးမှာသတင်းသုံးတော်မူတဲ့အချိန်တုန်းကမြတ်စွာဘုရားရှင်ကိုတန်ဃာတွေလာကြတော့လေจิตသားတို့ငါဒီအချိန်မရွေးသိနိုင်နေငါရဲ့အသက်ရှင်ခြင်းဟာမြည်တဲ့သဘောမဟုတ်ဘူးငါအတွက်သိခြင်းသဘောကတာအမြဲရှိနေတယ်ငါရဲ့အသက်ရှင်ခြင်းမှာခြင်းမှန်သမျှသည်သိခြင်းနဲ့သာအဆုံးသတ်ရလိမ့်မယ်လို့မရဏနုတ္တိကမ္မထံကိုမင်းတို့ကောင်းကောင်းလေးပွားများကြစမ်းပါမြတ်စွာဘုရားကိုယ်တိုင်မိန့်ခဲ့တာအဲ့ဒီငါဘုရားမိန့်တဲ့မရဏနုတ္တိသိခြင်းတရားကိုအမျက်ဆင်ញင်ပွားများနေမယ်ဆိုရင်တဲ့အရဟတဟိတယမင်းတို့အာထုံနေတဲ့အရဟတဘောစီဝါချမ်းသာကိုရဖို့ဖြစ်လိမ့်မယ်အရဟတဒုက္ခယအရဟတဘောချမ်းသာကိုရဖို့ဖြစ်လိမ့်မယ်မင်းတို့တွေလိုချင်တဲ့မဉ္ဇဉ်ဘုံဉဏ်ချမ်းသာရဖို့ဆိုရင်လည်းအဲ့ဒီသိခြင်းတရားဆင်ញင်ခြင်းကရနိုင်နေဘာဖြစ်လို့လဲင
ငါမတိခင်လေးပဲဒီတရားအထုတ်ရမှာမတိခင်လေးလွတ်ခဲ့လိုက်မယ်လို့စိတ်ကဝင်စားမှမညံဖုန်ညာဆိုင်အောင်အထုတ်ပြတော့ရှင်သားတို့တည်ခြင်းတရားကိုဆင်ခြင်တဲ့ပုဂ္ဂိုလ်ဟာမညံဖုန်ညာအထိရနိုင်တယ်လို့မြတ်စွာဘုရားဟောခဲ့တာဖြစ်ပါတယ်ဒါဆိုရင်တို့အားလုံးဒီဟိုမှာကမညံဖုန်ညာရတာဒီမှာကပြိဿရင်မညံဖုန်ညာမရရင်တောင်မှတည်ခြင်းတရားဆင်ခြင်လိုက်တာနဲ့ကုသိုလ်တွေအများကြီးမရနိုင်ဘူးကြည်တို့ပြိဿနဲ့ဟိုဖရာလက်ထက်ကကိုတော်တွေနဲ့ဘသူကတာလဲဆိုနှိုင်းရှင်ကြည့်မယ်အားငယ်မှာဆိုလို့ခုနကတော့ဆင်ခြင်လိုက်တာမေးလိုက်တာဘသူထွက်လာလဲဘူးမှမထွက်လာဘူးကြည်ဘုရားအဲ့ဒီမှာယဟန်၈ပါးကိုမေးတယ်ချက်သားငါဘုရားမိတ်နဲ့အတိုင်းမင်းသိခြင်းတရားကိုဆင်ញင်ရဲ့လားကွာမလာပါဘုရားတပည့်တော်ဆင်ញင်ပါလေဘုရားအိုးကောင်းလိုက်တာချက်သားဘယ်လိုဆင်ញင်တယ်လဲငါသည်ဟောဒီတနည်းနဲ့တညအတွင်းမှာသိနိုင်တယ်ငါရဲ့အသက်ရှင်ခြင်းသည်တနည်းနဲ့တညာလိအတွင်းမှာပဲရှိတော်တယ်လို့တပည့်တော်ရဲ့နေခွင့်ဟာတနည်းနဲ့တညအတွင်းလေးပဲလို့တပည့်တော်သိခြင်းတရားကိုအဲ့ဒါလောက်အချိန်ချုံပြီးတော့ဆင်ញင်ပါတယ်ဖေဟာအမလီမကောင်းဘူးလားသူ့ရဲ့အသက်ရှင်ခြင်းကဘလောက်ပဲကြံတော့တယ်တနည်းနဲ့တညအေးဟိုဘက်ကจิตသားနမနဲ့จิตသားမင်းရောလျှောက်ပါအောင်တပည့်တော်ကတော့ငါရဲ့အသက်ရှင်ခြင်းဒီဟောဒီတနည်းလေးရဲ့နေ့ရဲ့တဝက်သားလေးအသက်ရှင်ခွင့်ရှိတော့တယ်လို့တပည့်တော်ဒီနေ့တဝက်လေးကိုပဲအသက်ရှင်ခွင့်ရှိတယ်လို့ဆင်ញင်ပါတယ်ဖေဟာပိဋကရေအော်တနေ့ပဲအသက်ရှင်ခွင့်ရှိတယ်လို့ဆင်ញင်ပါတယ်တဲ့ तू ကညပြောက်သွားပြီသူကြတော့ပိဋကရေတူသွားလားရှည်သွားလားတပည့်တော်ဒီတနေ့ဒါလေးပဲအသက်ရှင်ခွင့်ရှိတော့တယ်လို့ဆင်ញင်ပြီးတော့အမြဲတမ်းနေပါတယ်ဖေဟာတဲ့ခုနကကိုတော်ကတနေ့နဲ့တညအခုတော့ဒီကိုတော်ကတနေ့တတိယကိုတော်ကလျှောက်တယ်တပည့်တော်ကတော့တနေ့တော့မဟုတ်ဘူးဖေဟာတဲ့အဲ့နေ့တွေကနေတဝက်မနဲ့ဆိုရင်လည်းမနဲ့ခင်းနေ့တဝက်လေးတပြီးတော့မနဲ့ခင်းဆိုရင်အိုးငါဒီတမနဲ့အတွင်းတည်သွားနိုင်တယ်လို့ဆင်ញင်တယ်ဖေရမသေးလို့နေ့နေခင်းဆိုရင်အိုးဒီတနေ့ခင်းအတွင်းတည်သွားနိုင်တယ်လို့တပြီးတော့နေ့တဝက်ပဲနေခွင့်ရတော့မယ်လို့တည်ခြင်းတရားကိုအဲ့ဒါလို့ဆင်ញင်တယ်ဖေရတို့ဈေးကြွားလူတွေကိုမမီသေးဘူးနော်အဲ့တော့မြတ်စွာဘုရားကနံပါတ်၄ကိုတော့မေးတယ်ချက်သားကရောမှန်လားပါဘုရားတပည့်တော်ကတော့နေ့စဉ်နေ့တိုင်းဆွမ်းတထဖုံတိုင်းငါသည်ဟောဒီဆွမ်းတထစားတဲ့အချိန်လေးအတွင်းမှာပဲတည်သွားနိုင်တယ်လို့တည်ခြင်းတရားကိုတပိတော်ကတော့ဆွမ်းတထအတွင်းလေးလောက်ပဲဆင်ခြင်တယ်ဖေဟာအောင်မလေးဆွမ်းတထအတွင်းသူဘာပြစ်သွားနိုင်လဲအဲ့တော့နောက်တစ်ပတ်နံပါတ်5ကိုတော်ပြီးတော့ဟဲ့ချစ်သားမင်းကရောဟာတပိတော်ကတော့အဲ့ဒီကိုတော်လုံးမဟုတ်ပါဘူးဖေဟာဆွမ်းတထဖုံးမိတဲ့အချိန်ရဲ့တဝက်လောက်သာငါအသက်ရှင်ခွင့်ရလိမ့်မယ်ဟောဒီအတွင်းမှာတည်သွားနိုင်တယ်လို့တပည့်တော်ကတော့ဆွမ်းတနဲ့စားခြင်းရဲ့အချိန်တဝက်လောက်ပဲတပည့်တော်နေခွင့်ရမယ်လို့ဆင်ခြင်တယ်ဖေဟာပြိဿကြီးတော်တော်လေးနေမသွားဘူးလားနံပါတ်6ကိုတော့ရောက်တော့ကဲချစ်သားမင်းကရောမဆင်ခြင်ဘူးလားဟာတပည့်တော်လည်းဆင်ခြင်ပါတယ်ဖေဟာဘယ်လိုဆင်ခြင်လဲချစ်သားမြတ်စွာဘုရားမိတဲ့အခါကျတော့လေအရှင်ဘုရားတပည့်တော်ကတော့ဆွမ်းဖုံးပြီးနေတဲ့အချိန်ငါသည်ဟောဒီဆွမ်းလေးငါလုံးဝါပြီးတော့မျိုးချနေတဲ့အချိန်လေးအတွင်းမှာပဲတည်ခြင်းတရားနဲ့ကြုံနိုင်တယ်လို့ဆွမ်းငါလုံးလောက်အတွင်းဝါနေမျိုးနေတဲ့အချိန်တွင်းမှာပဲတပည့်တော်တည်သွားနိုင်တယ်လို့တပည့်တော်ဆင်ញင်ပါတယ်ဖေဟာတပြေးတပြေးနဲ့နဲသွားလားများသွားဩဃရာကြီးရောသမင်းငါလုံးလောက်အတွင်းဆင်ញင်မှုလားအောင်မလင်ငါစားတဲ့ဟင်ကကောင်းလိုက်တာမလိဒါကဘာဟင်းနေလည်းမသိဘူးဖြစ်နိုင်ငါကအိမ်ကဒကမကြီးတို့ထည့်သွားခြင်းလိုက်တာအဲ့တော့နံပါတ်9ကိုတော့ရောက်တော့ကဲจิตသားကရောမှန်လားပါဗျာတပည့်တော်လည်းဆင်ញင်ပါတယ်ဗျာမင်းဘလို့ဆင်ញင်လဲတပည့်တော်ကတော့လေစွမ်းတလုံးဝါတိုင်းငါသည်ဟောဒီစွမ်းတလုံးဝါနေတဲ့မြို့နေတဲ့အချိန်လေးအတွင်းမှာပဲသိခြင်းတရားနဲ့ကြုံနိုင်တယ်လို့ဆင်ញင်ပါတယ်ဗျာအိုးကောင်းလိုက်တာချစ်သားဒါဆိုရင်တော့မင်းကလည်းစွမ်းတလုံးအတွင်သိနေလို့ဆင်ញင်လိုက်တော့တော်တော်နည်းသွားတာပေါ့နည်းမသွားဘူးလားနံပါတ်8ကိုတော့အလှည့်ရောက်တော့ကဲနောက်ဆုံးနံပါတ်8ချစ်သားမင်းကလျှောက်ပါအောင်ဆိုမာမဘုရားတပည့်တော်ကတော့ဟောဒီထွက်သည်လေးရဲ့ဆုံးတဲ့အချိန်ဝင်သည်လေးရဲ့ဆုံးတဲ့အချိန်
ဟောဒီထွက်သက်ဝင်သက်လေးအစနဲ့အဆုံးအတွင်းမှာပဲငါတည်သွားနိုင်တယ်လို့တည်ခြင်းတရားကိုဆင်ញင်ပြီးတော့နေပါတယ်ဖေဟာတကယ်ဆင်ញင်နေတဲ့ပညာရှိတွေကြတော့သူတော်ကောင်းတွေကြတော့ပြိဿကြီးထွက်သက်လေးမဆုံးခင်ဝင်သက်လေးမဆုံးခင်အတွင်းလေးမှာတော့မဖြစ်သွားနိုင်တည်သွားနိုင်တယ်ဒီထဲမှာပြိဿကြီးအများဆုံးကိုတော်ကတဏိနဲ့တညနော်အဲ့တော့ပြိဿကြီးဒီကိုတော်၈ပါးလုံးချီးကျူးသင့်လားမချီးကျူးသင့်လား၈ပါးလုံးကိုဒုပရိသတ်သဘောကျလားသဘောကျရင်ဇီချိုကတိလာမယ်နေကြရင်တရားနေရာသွားမခင်းနဲ့အဲ့ဒီကိုတော်ဒီအကြောင်းကိုသွားခင်းအဲ့ဒီမှာမြတ်စွာဘုရားကလေ၈ပါးရဲ့လျှောက်တဲ့စကားနဲ့နားထောင်ပြီးတော့806ပါးကိုလက်ညှိုးထိုးပြီးတော့ချစ်သားတို့ဟာမင်းတို့ကမဉ္ဇဉ်ဘုံဉဏ်ရဖို့ယဟန္တာဖြစ်ဖို့ရန်အတွက်တော်တော်ကိုယော့တိယော့ရဲ့ဝရိယနဲ့အားထုတ်နေတဲ့ကိုတော်တွေပဲတည်ခြင်းတရားဆင်ញင်တာမင်းတို့အဲ့လောက်ဒီဆိုရင်တော်တော်ယော့တိယော့ရဲ့ဝရိယနဲ့အားထုတ်နေတာပဲပရိသတ်ရေနံပါတ်6ကိုတော့ထမင်း9လုံးအတွင်းလေးမှာဝါရင်မျိုးရင်တည်သွားနိုင်တဲ့ကိုတော်အထီကိုယော့တိယော့ရဲ့ဝရိယနဲ့မဉ္ဇဉ်ဘုံဉဏ်ယဟန္တာဖြစ်ဖို့အားထုတ်နေတဲ့ကိုတော်တွေတဲ့အရက်စကားနဲ့ပြောရင်အဆူခံရတယ်ဟိုနောက်ဆုံးကနံပါတ်9နဲ့နံပါတ်10ဖြစ်တဲ့ငါသားတော်ကြီးနှစ်ပါးကတော့ငါဘုရားရှင်ကိုတော်မြတ်ကြိုက်တဲ့တကယ်မဉ္ဇဉ်ဘုံဉဏ်နဲ့အနီးဆုံးဖြစ်တဲ့ဆင်ញင်တရားနဲ့မရဏနုတ္တိကိုဆင်ញင်နေတာဖြစ်ပါတယ်အဲ့ဒီထဲမှာထမင်းတလုံးအတွင်တည်သွားနိုင်တယ်ဆိုတဲ့ကိုတော်နဲ့ဝင်သက်ထွက်သက်လေးရဲ့မဆုံးခင်တည်သွားနိုင်တဲ့ကိုတော်ကိုရဲ့မြတ်စွာဘုရားကပါလို့ချီးမွမ်းနေဒါဆိုရင်ဒုပရိသတ်ဘုရားရှင်ကတည်ခြင်းတရားကိုဆင်ញင်ဖို့ဆိုတာကနေခြင်းတရားအတွက်လည်းအထောက်အပံ့ဖြစ်စေတဲ့ကုသိုလ်တရားတွေပြုနိုင်လို့သဘောပေါက်လားဒါဆိုရင်အလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေသဘောပေါက်သွားပြီဓမ္မဆိုတဲ့ကျွန်းဒီကျွန်းကိုဒုပရိသတ်စောစောကပြောတဲ့ရှာတဲ့အခါမှာအလုံးဒီကနေ့မဟာကထိန်15ကြိမ်မြောက်သွားပြီတို့ဘဝကြီးမှာသာသနာနဲ့တွေ့တဲ့အချိန်အမြင့်ဆုံးဝိပဿနာကအကောင်းဆုံးတို့သိပေမဲ့လို့လူတိုင်းလုံနိုင်လားမလုံနိုင်ဘူးဆိုပေမဲ့လို့ပြိဿရင်ဒီတိုင်းနေလို့ရမှာလားပြိဿရင်တောင်တင်းတဲ့ခိုင်မာတဲ့အမြင့်ဆုံးဂျွန်ကြီးကိုမတီဆောက်နိုင်သေးရင်တော့မှငါရဲ့ပိုင်ဆိုင်မှုတွေကလည်းခဏလေးအတွင်းပျက်စီးသွားနိုင်တယ်ဟောဒီအသက်ခန္ဓာကလည်းခဏလေးအတွင်းပျက်စီးသွားနိုင်တယ်ဒါကြောင့်ငါပိုင်ဆိုင်မှုတွေကနေငါနိုင်သလောက်ဆုံးပြီးတော့မဟာကတိအလူတော်ကြီးကိုကျွန်းဖြစ်တဲ့ဒါနကျွန်းလေးအဖြစ်ငါလှူဒန်းပြီးတော့ဒီဆောက်မယ်ဝါဆိုသင်္ကန်းတွေကိုဒါနကျွန်းလေးအဖြစ်နဲ့ဒီဆောက်မယ်ဇွမ်းသင်္ကန်းကြောင်းစင်ရည်မီလံသာသနာမှာလိုအပ်နေတဲ့အထောက်အပံ့ဒါနကုသိုလ်ကိုကျွန်းလေးလိုငါရအောင်ဒီဆောက်မယ်မကောင်းလားခဏလေးဆိုတဲ့စင်ကျင်လိုက်တဲ့သဘောတရားလေးဒီပိုင်ဆိုင်မှုတွေကိုဟာလူရင်ကောင်းမလားမလူရင်ကောင်းမလားစဉ်းစားနေတဲ့စဉ်းစားချက်တွေကိုမဖြတ်နိုင်ဘူးလားချင်ပြနိုင်တယ်ဒါကြောင့်အချိန်မရွေးငါတည်သွားနိုင်တယ်ဇနီးမောင်နိုင်ဆိုဟေးဘုန်းကြီးတွေဟောတယ်လို့ပဲတို့အချိန်မရွေးတည်သွားနိုင်တယ်တို့ဘဝမှာစားဖို့နေဖို့ရဖို့ယူဖို့ပဲရှာနေတာတည်အကုန်ထားခဲ့မှာတည်ယူသွားလို့ရတဲ့ကုသိုလ်လေးတော့တို့လင်မယားနှစ်ယောက်တို့မောင်နှမတွေယူကြအောင်မယ်လေတို့ဆွမ်းအလူလေးလူကြစို့ဟာသင်္ကန်းအလူလေးလူကြစို့ဟိုเจ้าကြီးတကြောင်တို့မတက်နိုင်တော့เจ้าဆောက်တဲ့ဒီမှာနေသလောက်လူကြစို့ပြင်စသည်ဖြင့်ပြိဿကြီးတည်ခြင်းတရားကိုအဲ့ဒီဒါနကျွန်းတီဆောက်ဖြစ်လောက်အောင်အထီးဆင်ကျင်လိုက်ရင်အနေဆုံးဒါနဆိုတဲ့ကျွန်းတစ်ခုတော့ဘုရားရှင်ရဲ့အဆုံးအမတိုင်းရမသွားဘူးလားအခုဒုပရိသတ်ကိုမေးဟာဒါနကျွန်းနေရပြီလားလို့မေးရင်ဘာဖြေမလဲရတာဗောဗုဒ္ဓဘာသာကတော့ပြိဿကြီးဟာခင်ဗျားတို့လှူဒန်းတဲ့ဒါနကျွန်းရပြီလားလို့မေးဘာပြောမလဲရတာဗောဆွမ်းမလူဘူးလားသင်္ကန်းကြောင်းဆေးရေမီးလမ်းတော်တော်များများဗာမိမိလူဘူးလားအိုးဝမ်းသာလိုက်တာဆက်မိမယ်ဖြေငကတ်ဖြေဆွဲကြိုးလက်ကောက်လောက်ကတိဩဒါဆိုရင်ခမည်းတော်ဂျုံကဝါးနဲ့လှုပ်တဲ့ဂျုံကြီးပဲဖြစ်မှာဗော
ကျွန်းနဲ့လှုပ်တဲ့ကျွန်းကြီးဆိုပုံမကောင်းလားကြီးစရာပြောတာပါတဲ့ဘုန်းကြီးအလူခံနေထင်နေအောင်မယ်ပြောချင်တာပရိသတ်ဒါနကျွန်းတော်တိဆောက်တယ်နော်ငါလှူတယ်နော်ငါလှူပြီးပြီလို့ထင်မယ်လို့ကိုလှူတဲ့ဒါနကုသိုလ်သည်ပြတ်သားတဲ့ထက်သန်တဲ့တရားတရားနဲ့ဖြစ်ဖို့လိုတယ်ဖြူစင်ပြတ်သားတဲ့စေတနာသုံးဏပြတ်တဲ့ဒါနကျွန်းမှုဖြစ်ဖို့လိုတယ်ငါကျွန်းနေတော့ဒီဆောက်ထားတာပဲဆိုအထင်မကြီးနဲ့ကိုကျွန်းကတကယ်တရားနဲ့ပြုတဲ့ကျွန်းမဟုတ်ဘူးပြတ်သားတဲ့စေတနာနဲ့မဟုတ်တဲ့ကျွန်းဆိုရင်ဒုပရိသတခါတခါကျရင်အဲ့ဒီကျွန်းကကမ်းမရောက်ဘူးဗျာဝဲထဲမှာလည်နေတတ်တယ်အဲ့တော့အဲ့ဒီကျွန်းမျိုးလေးဖြစ်ဖို့မလိုဘူးလားဘာဖြစ်လို့ပြောတာလဲသိလားတခါကျရင်ဈေးရိုထဲမှာအလူလာခန္ဓာတွေရောမရှိဘူးလားဘယ်သူကလှူခိုင်းလဲမနေ့ကပဲရန်ကုန်ကအเจ้าမကြီးဘုံမကြီးတဲ့တချို့လူကဘုံကြီးနေတအားရိုင်းတာတဲ့လှူရင်းနဲ့တရားတန်းနေရတာဒါလေးနဲ့ဘာလို့လို့ရလို့လဲဒီကတဲ့မှာဒါဘာလို့လဲလူငေါသေးတာတဲ့လာတော့အတန်းလိုက်ကြီးတယ်ဟဲ့ဘယ်ကျောင်းကလာတယ်ဘယ်ကျောင်းမှမသိဘူးဘယ်ချိန်တော့နေကင်း2 နာရီလောက်တစ်သလုံးမလူနဲ့လို့ဘုန်းကြီးကျောင်းနေမှာတကယ်ဆရာကောင်းသမားကောင်းနဲ့နေတဲ့တန်ခါမျိုးကဘယ်တော့မှအလူမကဘူးရှက်လို့ကိုမသွားဘူးလို့ပင့်တာတော့အဲ့ချိန်မသွားဘူးလို့နေလို့မလူနဲ့လို့ဘုန်းကတော့အဲ့လိုပဲပြောလိုက်တယ်ဒါမဲ့လို့ပရိသတ်ဗုဒ္ဓဘာသာလဲသင်္ကန်းပါပြီဆိုရင်အနည်းဆုံးအာနာပါနာအလူလေးတော့မပါဘူးလားအာနာပါနာလူမှတော့အာနာပါနာကုသိုလ်ပဲရမှာဘောပဲအကျိုးရမှာလေအဲ့တော့ပြောချင်တာကကိုလူတဲ့ဒါနသည်တကယ်မျက်လုံးတွေဉာဏ်ပါတွေပါစီဉာဏ်မျက်စိတွေဉာဏ်မျက်လုံးတွေကြည့်မန္တလေးမြို့လောက်လှူစရာနေရာပေါ်တာရှိမလားဟိုတကယ်စာပရိယတ်တိဆိုပရိယတ်တိစူးစိုက်လုံနေတဲ့အကြောင်းတဲ့ကြီးတွေမန္တလေးအများဆုံးအတော်ဆုံးပဲရိတ်သားကြီးတွေအများကြီးပဲဒီလိုနေရာသွားလို့ရင်အဲ့ဒီအကုသိုလ်တွေဝင်မလားဟိုလမ်းဘေးကလူကိုကြည့်ရင်လမ်းဘေးကမျက်စိဖြစ်သွားမှာလမ်းဘေးကဘုန်းကြီးကြည့်ရင်လမ်းဘေးကကုသိုလ်ပဲဖြစ်သွားမှာဟုတ်တယ်မဟုတ်လားအဲကြောင့်ဒါနကျွန်းတော်မှာပြိဿကြီးခိုင်ခန့်နဲ့တရားပါတဲ့စေတနာပြတ်တဲ့ကျွန်းလေးဖြစ်ဖို့လိုပါတယ်အဲ့ဒီကျွန်းလေးဒီဒုပရိသဟိုးနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုမသွားခင်ဒီတန်တရာကြီးဆိုတဲ့ပင်လေကြီးနဲ့တူတဲ့တန်တရာခရီးဖြတ်သွားတဲ့အချိန်မှာပြိဿကြီးနိဗ္ဗာန်ချမ်းသာမရသေးပေမဲ့လို့ဒါနအားကောင်းပြီးတော့ဖြူစင်သွားရင်လူချမ်းသာတော့နတ်ချမ်းသာတော့ပြန်မရဘူးဒါဆိုရင်ပြိဿကြီးနိဗ္ဗာန်မရသေးအတူလူချမ်းသာနတ်ချမ်းသာရတယ်ဆိုရင်တော့ပါရမီဖြည့်လို့မရဘူးလားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအထဲမှာဒီပကျွန်းကလေးကိုတိဆောက်ပါဆိုတာပိုင်ဆိုင်မှုတွေမပျက်စီးခင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကနိုင်သလောက်စွမ်းသလောက်စွန့်လွတ်လှူဒန်းတဲ့ဒါနကျွန်းလေးတိဆောက်ဖို့ပြောတာပါဟောဒီအသက်ခန္ဓာကိုယ်ကြီးကပြိဿကြီးတပြေးနဲ့အိုမင်းရင်ရောလာပြီးသီလဆောက်တည်တယ်ဆိုတာကလည်းကျမ်းမာရေးမငြင်းယူလို့ရမလားဟောဒီခန္ဓာကိုယ်ကြီး66ပါးဝေဒနာနဲ့အမြဲတမ်းဖြတ်သန်းပြီးတော့မောင်းနေတဲ့ခန္ဓာကိုယ်ကြီးဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကြီးတန်ဆွမ်းကျမ်းမာတော့မှလည်းသီလဆိုတဲ့ကျွန်းကောင်းကောင်းလေးနဲ့တိဆောက်ကြအောင်ပရိသတ်ဘာကျွန်းလေးလဲပါဖို့လို့ဒါတောင်ဒါနာကျွန်းသီလကျွန်းဆိုတာကဟိုးပရိသတ်တို့ပရိသတ်တောင်းနေတဲ့နိဗ္ဗာန်ချမ်းသာအထိရတဲ့ကျွန်းမျိုးဟောရလားသို့တော့ကျွန်းကလေးသေးပြီမဲ့လို့တည်ခြင်းတရားဘဝတည်မဲ့ဘဝတန်တရာတည်မဲ့ဘဝကတော့လွတ်မသွားဘူးလားဟောဒီနေရာမှာမြတ်စွာဘုရားမိန့်လိုက်တဲ့ကျွန်းကဘာကျွန်းလဲဆိုရင်ပြိဿရေမိဖုရားထားတဲ့ခန္ဓာ၅ပါးယုံနာတရားရဲ့အပေါ်မှာကာယဝေဒနာစိတ်ဓမ္မာတတိပဋ္ဌာန်တရား၄ပါးနဲ့ရှုမှတ်ပွားများပြီးတော့နေမယ်ဆိုရင်အဲ့ဒါကြတော့ဝိပဿနာဘာဝနာကျွန်းလို့ခေါ်ပါတယ်။ဘာကျွန်းအဲ့ဒီဝိပဿနာတရားကိုကာယဝေဒနာစိတ်ဓမ္မာပေါ်ရယုတ်တရားနံတရားမှာပေါ်ရတတိကမှတ်လိုက်မယ်ဆိုရင်မှတ်အားကောင်းလို့ထပ်သတလာတဲ့အခါဟောဒီယုတ်တရားနံတရားကိုအဟုတ်အမှန်တိုင်းယုတ်နဲ့နာမဲရှိတယ်ငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိတဲ့ယုံနဲ့နာနောင်မှာစက္ကန့်တိုင်းတတိကတ်တော့ဖြစ်ပြီးတော့ပြတ်နေတာပဲရှိတယ်မြဲတာခိုင်တာဘာမှမရှိ။အိုးခန္ဓာအနိစ္စမှန်လိုက်တာမမြဲတဲ့သဘောငါသိပြီခန္ဓာဒုက္ခမှန်လိုက်တာငါဆင်းရဲတာငါကိုယ်တိုင်သိနေပြီခန္ဓာအနတ္တမှန်လိုက်တာငါဖြစ်ခြင်းနာမဖြစ်သူဖြစ်တာသိနေရတယ်လို့သဘောတရားလေးသိလိုက်တာနဲ့ဝိပဿနာဉာဏ်လို့ခေါ်ပါတယ်။ပရိသတ်အဲ့ဒါဘာဉာဏ်အဲ့ဒီဝိပဿနာဉာဏ်ရဖို့ကြတော့ဒါနာလေးလှူနေုံနဲ့ဉာဏ်นี่ပေါ်မလားသီလလေးဖြူနေုံနဲ့ပေါ်မလား
ဒါနာကျွန်းသီလကျွန်းပေါ်မှာအခြေခံရှောက်လန်းရိတ်သာတကုမှာသွားပြီးတော့ဤစနစ်တကုရအောင်ယူပြီးတော့လက်တွေ့ယုံနာမှာပွားမှသာလျင်ရမှာဖြစ်ပါတယ်အဲ့ဒီကျွန်းကြတော့အိမ်မှာနေရင်တည်ဆောက်နေလို့ဖြစ်မလားဘယ်သွားမလဲရိတ်သာဒီသွားသို့တော့ရိတ်သာမှာလည်းတစ်သက်လုံးနေလို့ရမှာနီးစနစ်တခုကိုတစ်လနှစ်လစသည်ဖြင့်ရအောင်ယူတတ်ပြီးဆိုရင်အိမ်မှာမဟုတ်ပြိဿာလမ်းမှာလည်းကျွန်းကိုမှတ်တတ်ပြီးဆိုင်ကယ်စီးရင်လည်းမှတ်တတ်ပြီးလမ်းလျှောက်ရင်လည်းမှတ်တတ်ပြီးဘဝမှာအဲ့ဒီကျွန်းလေးလောက်တော့ဒုပရိသတ်တီဆောက်ထားဖို့မလိုဘူးလားနောက်တစ်ဆင့်မျက်နာကတော့မဉ္ဇဉ်ဘုံညာဆိုတဲ့သောတာပတိမဉ္ဇဉ်ဘုံညာသက္ကရာဂမိမဉ္ဇဉ်ဘုံညာစတဲ့အစင့်မြင့်ဉာဏ်နေရအောင်ကျင့်သွားရင်တော့အဲ့ဒီကျွန်းကတော့ပြိဿာတကယ်ကိုပဲနိဗ္ဗာန်ချမ်းသာလို့ခေါ်တဲ့ဘယ်တော့မှတန်တရာမှာပြန်မလာမနစ်တော့တဲ့ကျွန်းဖြစ်တဲ့အတွက်အကောင်းဆုံးတော့အကောင်းဆုံးပေါ့သို့တော့ပါရမီမပြည့်သေးရမှာသို့တော့အဲ့ဒီပါရမီကလည်းဘယ်သူပဲဖြစ်ရတာအဲ့တော့အနည်းချုပ်ပြောရင်ဝိပဿနာတရားကိုသာကျွန်းအဖြစ်နဲ့ပိုင်ဆိုင်မှုတွေကိုမပြည့်စည်ခင်ခန္ဓာကိုယ်ကြီးနဲ့မသေးဆုံးခင်စัจ जा ငါဟောဒီဒါနသီလကျွန်းဒီအခြေခံရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကိုဝိပဿနာကျွန်းအထိတိဆောက်မယ်ဆိုတာအားထုတ်လိုက်ရင်သိကြတာကတော့အဘေတကားပိတ်တဲ့ချမ်းသာရပြီဆိုရင်လူချမ်းသာနတ်ချမ်းသာသိကြမသွားဘူးလားပါရမီကလည်းအဲ့ဒီဈာကာလမှာပြည့်သွားမယ်ဆိုရင်ပြိဿရဲ့နိဗ္ဗာန်ချမ်းသာသိကြမသွားဘူးလားနိဗ္ဗာန်ချမ်းသာရလိုက်တာနဲ့အကျုံးအစစ်အမှန်ရပြီဖြစ်တဲ့အတွက်ပြိဿရဲ့လှေသင်းပေါ်နဲ့ပင်လေတဲ့သွားနေတဲ့သင်္ဘောသားတွေမုန်တိုင်းတိုက်ကြိုက်တဲ့လောက်မျောကျွန်းကိုရောက်အောင်သွားတတ်ပြီးကျွန်းပေါ်ရောက်ပြီးဆိုတဲ့အခါကျတော့သိအောင်မလားဒီတိုင်းပဲဗျာပြိဿရေဘဝတန်တရာကြီးဘလောက်ရှိတယ်လို့ဆိုပြီးဆိုညတော်လဲခန္ဓာ၅ပါးယုံနာတရားကိုဝိပဿနာကိုမဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုင်အောင်အမြင့်ဆုံးကျွန်းကလေးအဖြစ်ရအောင်တည်ဆောက်လိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်နောက်ထပ်ခန္ဓာပြန်မလာတော့ပါဘူးလာအောင်မလားသောတာပန်ဖြစ်ခဲ့မယ်ဆိုရင်နောက်တဲ့ခုနှစ်ဘဝဖြတ်သန်းအများဆုံးဖြတ်သန်းပြီးရင်နိဗ္ဗာန်ချမ်းသာရပြီတဂရဂံရပြီဆိုရင်တော့ပြိဿရဲ့နောက်တဲ့တဘဝဖြတ်သန်းပြီးရင်သိကြပေါက်ရပြီအနာဂံယဟနာဖြင့်တော့ပြောစရာဘာမှမရှိတော့ဘူးပုထုဇဉ်နေတတပိုင်ပိုင်ငါအပိတိုင်းနိဗ္ဗာန်ချမ်းသာသွားပြီပြောလို့မရဘူးလားဒါကြောင့်မြတ်စွာဘုရားကခဏလေးဆိုတဲ့ဘဝကိုခဏလေးဆိုတာအမြဲတတိကပ်ပြီးရင်အဲ့ဒီခဏလေးဆိုတဲ့ဘဝထဲမှာအမြင့်ဆုံးဓမ္မဆိုတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုင်တဲ့ကျွန်းကိုမင်းတို့ရအောင်ဒီဆောက်ကြဘဝကိုဒီတိုင်းကြီးမသွားနဲ့ဈေးရောင်ရင်းနဲ့မသိနိုင်ဘူးလားဘာယူသွားလို့ရတယ်အဲ့သိမဲ့ခန္ဓာကြီးတဲ့ကနေမသိခင်တည်းကသိမှန်းသိနေတဲ့ဝိပဿနာကျွန်းအထိသွားဖို့မလိုဘူးလားအဲ့ဒါပဲဒါကြောင့်အားလုံးဒီကနေ့အနည်းချုပ်ရင်ပြိဿရဲ့ခဏလေးဆိုတဲ့ဘဝကိုလည်းတတိယပါဒါနာကောင်းမှုတွေသီလကောင်းမှုတွေပြုရမှလည်နေတဲ့ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအားလည်းခဏလေးပဲဆိုတာကိုတတိကလိုက်ပါမိမိရဲ့အရာဒုက္ခတွေပေါ်မှာပဲအချင်းကြီးကုန်ပြီးတော့ဘဝကြီးဓမ္မအနှစ်ထင်နေတယ်ဆိုရင်ငါအချင်းမရွေးသိနိုင်တယ်ဆိုတဲ့သိခြင်းတရားနဲ့ခဏလေးဆိုတာကိုတတိယလိုက်ပါအနှစ်ချုပ်ရရင်ပညာစီးပွားရာဒုဂုံသိနေလောကအတွက်ရှာရမှာဖြစ်တဲ့အတွက်ရှာပြအောင်ရှာပါအဲ့ဒီရှာနေတဲ့ဘဝထဲမှာလည်းပဲရတဲ့အချိန်လေးတွေရအောင်ယူဓမ္မဆိုတဲ့ကျွန်းကလေးကိုလည်းရအောင်တည်ဆောက်ကြပါအားလုံးဓမ္မကျွန်းမှာအပြည့်စုံဝိပဿနာကျွန်းအထိတည်ဆောက်နိုင်ကြ၍ဝိပဿနာဉာဏ်ဤအစစ်စေရပြီးတော့အဘေတကားတွေလည်းကိုစီကိုငါပိတ်ကြပါစေဟောသောတာပတိမဉ္ဇဉ်ဆိုတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်အစစ်စစ်ရပြီးတော့နိဗ္ဗာန်တကားပေါက်ကိုလည်းရအောင်ခေါင်းနိုင်ရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တော့တည်းဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနိတဝါဓမ္မဒေသနံအဝိနန္ဒနာစိတ်တေနသာဓုသာဓုတိဘာတထာသာဓောတရားနာလာကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်
သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာမိမိတို့ရထားတဲ့ပညာစေဝါယာတုဂုံသိမ်းဆိုတဲ့အရာတွေမိမိတို့ရထားတဲ့အသက်ဇီဝိတ္တိတွေဆိုတဲ့သဘောတရားတွေသည်အကြာကြီးမဟုတ်ပါဘူးခဏလေးအတွင်းမှာပဲပျက်စီးပြောက်ွယ်ရမှာပါအဲ့ဒီခဏလေးရတဲ့ဘဝလေးထဲမှာဖြင့်အမြင့်ဆုံးဝိပဿနာတရားတွေအားထုတ်လို့အမြတ်ဆုံးနိဗ္ဗာန်ရောက်နိုင်တဲ့ဓမ္မကျွန်းအထိတည်ဆောက်နိုင်ဖို့ရန်တတိပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသေနာကြားကြကုန်ပြီးသည့်ဖြစ်၍အဘိနန္ဒနာစိတ်တေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်ငါတို့ကတော့သုံးနှစ်လောက်ဝေးကွာကြရလို့တတိယလို့တွေ့ရင်လို့လာပြီးတော့နာတာအောင်မလေးအဟောမလို့သူတဏီကုံပင်မနေလို့လည်းပြောတယ်ငါတို့လည်းမဏိကညောင်းထားတာသူသိတယ်မနှက်ပန်းညောင်းရအောင်မလည်းသူသိတယ်အဲ့ဒါတော့သူလည်းတတ်တာငါတို့လည်းမညောင်းတော်ရောပေါ့ဒိုတဏှာကြီးကောင်းကောင်းလေးခေါ်ပြီးတော့ပြန်มาတော့လားသူ့ဝါဒနာကြီးကလည်းသုံးနှစ်လေးနေချလည်းမပြောင်းပါလားတရားကတဏှာကြီးခွဲပြန်ပြီးရဲ့လို့တရားလေးရှိတဲ့ထင်နိုင်လေးကြည့်သလိုလို့ဘုန်းကြီးကိုမီးလေးငေါ့သလိုလို့အချင်းချင်းမျက်စာလေးပြည့်ပြီးတော့အတုတ်တွေတင်းလို့အတင်းတွေပြန်တုတ်ပြီးကြံခဲ့ကြရအောင်မယ်ဆိုရင်ပရိသတ်ရဲ့အတင်းတွေလည်းမတုတ်ပါနဲ့အလျှော့တွေလည်းမတုတ်ပါနဲ့တကယ်လေဘုန်းကြီးပင်မနေတာဖြစ်တဲ့အတွက်တနာရီ15မိနစ်လောက်တော့မှန်းလာတာအမှန်ပါသို့တော်ထိုတက္ကကြီးတွေတက္ကမကြီးတွေမီးလိုက်တိုင်းကျေလည်းမရတိုးလည်းမရပြုံးနာတော့မှပရိသတ်မချီသားဖေးအပြုံးလေးနဲ့ပဲရတဲ့အတွက်ကြောင့်ဩငါကပင်မမှန်နဲ့ဟောရတာသူတို့ကလည်းဟန်ဆောင်ပန်းဆောင်လေးတော့မှမဖြေဘူးဆိုတဲ့စိတ်ကဝင်လာတော့မှတ်ပြီးကြောငါကတဏှာကြီး15မိနစ်စဉ်းစားတာအခုတော့15မိနစ်ပို့တော့မယ်ရဲ့လို့တမင်းကိုပို့ပြီးတော့ဟောပြီးရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ဟိုတရားရှိလို့မကြည်မနှံများဖြစ်နေပြိဿရဲ့ဘယ်သူမှစဉ်းစားမနေနဲ့ကားပေါ်ရောက်ရင်တယောက်ပေါင်းပေါ်တယောက်လက်တင်အပြန်လန်းအလဲကြနင်းအားလို့အပြန်လန်းဆွဲပြီးတော့လိန်ရလို့ခြေနှက်အောင်ဖြေရပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်တရားရှိတာတို့တာဘာမှစဉ်းစားမနေပဲနဲ့ရလိုက်တဲ့တရားလေးကိုကျင့်သုံးဖို့ရန်ပြင်အမှန်လေးတွေမြင်ကြပြီဆိုရင်တော့ရလိုက်တဲ့တရားလေးကိုပဲကြည်ကြည်နက်နက်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုတိသာဓုလို့ခေါ်သောသူတော်ကောင်းသုံးမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးချိန်သုံးဝနှုံမြတ်ဟာ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရာတည်း